သစ္စာတရားတွေကိုဟောကြားနာကြားကြည်ကြမှာဖြစ်ပါတယ်။ဘုရားပိုင်ရှင်ဖြစ်တဲ့ဘုရားရှင်ကိုအာယုံပြုပြီးတော့ဗုဒ္ဓနုတ္တိပွားများကြမယ်။ကျေးဇူးတော်ရှင်မြောက်ဥဆရာတော်ဘုရားကြီး15ရက်8လ2016ခုနှစ်ယနမောင်တော်ရဓမ္မယတန်၌ဟောကြားဆုံးမတော်မူသောအဆွေပြုတ်ပါစေတရားတော်ဒိနောသောဘဂဝါတရဏာယဓမ္မတေတိဒိနောသောဘဂဝါတရဏာယဓမ္မတေတိသောဘဂဝါကျွန်ုပ်တို့၏ကိုယ်ွယ်ရာတဆုဖြစ်တော်မူသောဘုရားမြတ်စွာသည်သောဘဂဝါလူပေါင်းနှင့်ပေါင်းမြတ်ပေါင်းတို့ဝစိကောရောက်ပူဇော်ထုကိုခံယူတော်မူထိုက်သောဘုရားမြတ်စွာသည်သောဘဂဝါမကောင်းမှုအကုသိုလ်ကံမှန်သမျှတို့ကိုစိတ်ကြွရာမှလည်းပြုတော်မမူကြံစီတော်မမူသောဘုရားမြတ်စွာသည်ဒိနော32ပုံဤသောဤဘကမှနိဗ္ဗာန်ဤဟုသောတပကံကိုကုမြောက်တော်မူခဲ့ပါလိမ့်မည်ဒိနောကမောကဘောကဒိဋ္ဌောကဝိဇ္ဇောကပြုသောဩဃလေးဖြာသန္တရာမနိဗ္ဗာန်ဤဟုသောတပကံတောင်ကံဘောသို့ကုမြောက်တော်မူခဲ့ပါလိမ့်မည်တရဏာယကိုနဲ့လာထထုထမြတ်တတဝါဘုရှိမြဝိနေတို့ကို32ဘောသောဤဘကံမှနိဗ္ဗာန်ဤဟုသောတပကံကိုကုမြောက်နိုင်ပါစေခြင်းအလို့ငါဓမ္မတရားတော်မြတ်ပေါင်းကိုတည်တိဟောရွတ်တော်ဟောမိန်တော်မူခဲ့ပါလေပြီ။တံဘဂဝန္တံတို့ရှင်တော်မြတ်ဖရာမြာမကံဖရာတပိတော်တို့သည်မြာမကံသန္တာတစ်ဖက်ကနိဗ္ဗာန်ကိုတလန်းလိုကြကုန်သောသာတော်သမီးတော်ဖရာတော်တို့သည်နမောကာယဝစီမနောရှိနေရဲ့အင်းစလီမျိုးကျိုးလက်စုံမိုးကရှိခိုးဥညွတ်ကြပါတော်သည်မြတ်စွာဘုရားဖေဟာချမ်းသာသာထိုင်ပြီးတော့တရားဟောကြားတရားနာကြမယ်ဥပါဒနာပစ္စယဘဝဥပါဒနာနိရောဓဘဝနိရောဓဥပါဒံရှိလို့ဘဝရှိသလိုဥပါဒံမရှိရင်ဘဝမရှိဘူးနော်ဥပါဒံမရှိရင်ကာမဥပါဒံနဲ့ကာမဂုဏ်တွေပေါ်မှာဆွဲဆွဲလန်းလန်းမရှိတော့ဘူးဆိုရင်ကာမဂုဏ်နဲ့ပတ်သက်ပြီးအပြစ်တွေအကုန်လုံးငြိမ့်မယ်ဟုတ်တယ်လားဒိဋ္ဌုပဒံမာယွင်သောအာယုံပေါ်မှာဆွဲညှိနေတဲ့ဒိဋ္ဌိတွေရှိနေလို့ရှိရင်ဘဝရှိမယ်ဟုတ်ကဲ့လားဆွဲတရားအာယုံတွေဆွဲလန်းတဲ့အာယုံတွေအမှားဆွဲအောင်တွေမရှိတော့ဘူးဆိုရင်အဆွဲပြုတ်တော့ချမ်းသာတယ်အဆွဲပြုတ်ဒိဋ္ဌိတို့တာပေါ့ဟုတ်လားအဲ့တော့ဆွဲလန်းခြင်းအာယုကာမုပဒံဒိဋ္ဌုပဒံသီလပတုပဒံအတ္တဝါဒုပဒံဆိုဥပဒံ၄ပါးတဲ့ကကာမုပဒံလည်းတော့ကာမဂုဏ်အာယုအစဉ်မျိုးစုံတွေဆွဲနေတဲ့အတ္တမျိုးစုံတွေအနတ်မျိုးစုံအယတ္တမျိုးစုံအတွေ့မျိုးစုံတွေဆွဲညှိနေတယ်အဲ့ဒီအာယုလေးပေါ်မှာအမြဲတည်းတစိုက်မမဆွဲနေအာယုအဲ့ဒီဆွဲကြောင့်ရင်မောရတယ်စိတ်ပန်းကိုနွမ်းရတယ်ဒီဆွဲလန်းတဲ့အာယုမှန်တယ်မြဲခန္ဓာနဲ့နှိစက်တဲ့ခန္ဓာဘွားဒီပေါ်မှာဆွဲလန်းနေတဲ့ပုဂ္ဂိုလ်မှန်တယ်မြတ်တို့သည်ဘာပဲဆွဲဆွဲခန္ဓာပဲဆွဲဆွဲစီးပွားရေးပဲဆွဲဆွဲလူမှုရေးပဲဆွဲဆွဲနိုင်ငံရေးပဲဆွဲဆွဲအဲ့ဒါဆွဲလန်းတဲ့ဥပဒံဖြစ်ရင်ဥပါဒနာပစ္စယဘဝဥပါဒံကြောင့်ဘာဖြစ်တယ်အဆွဲရှိလို့ဘဝဖြစ်တယ်ဒါဆိုရင်ကာမဂုဏ်အာယုမှာမဆွဲတော့ဘူးဆိုရင်တော့ယင်ထဲမှာအေးနေတော့တာပဲယင်ထဲမှာရှင်းနေတယ်ဟုတ်တယ်လားနှလုံးသားထဲမှာဘယ်အာယုနဲ့မကန့်ညီဘူးဆိုရင်ချင်းချင်းလေးဖြစ်ခဏခဏပြောဦးတဲ့ဥပမာလေးသူရိယဆိုတဲ့နေမင်းနဲ့လာမင်းတို့သည်
ရှိဘက်ကထွက်လာတယ်သို့တော့ကောင်းကင်ယံမှာလည်းသွားပြီးတော့မကန့်ညီဘူးဟောဒီမဟာပရိမြေစည်းမှာပဲလာပြီးတော့မကန့်ညီတော့ဘူးဆိုရင်ဒီနေမင်းတို့လာမင်းတို့ဟာကိုသွားလို့ရတော့အနောက်ကောရာမြေတို့တဖြည်းဖြည်းနဲ့မသွားဘူးလားသွားနေတယ်ဒါဆိုရင်ကံကြီးစရာမရှိရင်သူ့အလိုရှိရာတို့သွားလို့ရပြီတကယ်တော့ကံကြီးဝယ်အာယုန်ဒီကံကြီးစရာရှိနေမယ်ကံကြီးစရာလေးကိုဆွဲလန်းပြီးကန့်နဲ့ကပ်ရောက်နေမယ်ဆိုရင်မိမိရဲ့စိတ်ဆွမ်းအားအစွဲအာယုန်ကြောင့်ဘဝတန်တရာမှာသွားရောက်ပြီးတော့ကံကြီးနေခြင်းကြောင့်ရင်မောစရာတွေတွေ့ရလိမ့်မယ်ဟုတ်ကဲ့လားဆင်းရဲစရာမြောင်များစွာတို့ဖြင့်ဆင်ရလိမ့်မယ်ဘာဖြစ်လို့ဆင်းရဲစရာတို့ဖြင့်ဆင်ရတယ်မိမိစိတ်ကဆွဲလန်းတဲ့အာယုံပေါ်မှာကံကြီးနေလို့ဆွဲစရာအာယုံတွေကိုလှမ်းပြီးညှပ်ပြီးဆွဲညှိနေလို့ဆင်းရဲနေရတာပဲဟုတ်ကဲ့လားစိတ်ကဆွဲစရာမရှိတော့ဘူးဆိုရင်သူအာယုံတော့ကိုတွေးစရာလည်းမလိုကြံစရာလည်းမလိုတော့အမှန်ကစိတ်မှပေါ်နေတာနော်စိတ်မှာကိလေသာကပ်လို့ပင်ပန်းနေတယ်ကိလေသာတည်းမကပ်ဘူးဆိုအလိုလိုသူ့အော်တိုမက်တစ်ဘာဖြစ်နေပြီးသားစိတ်ကကြည်လင်ပြီးသားစိတ်ကကြည်လင်တယ်အလွန်ကြည်လင်တယ်ကိလေသာအာယုန်လေးကန့်ညှိနေလို့သာလေအစွဲကိလေသာလေးကန့်ညှိလို့သာစိတ်ကဘာဖြစ်နေရင်မောနေရတာမြေမောနေရတာနော်ဒါဆိုရင်မိမိရဲ့တဏ္ဍာထဲမှာဆွဲလန်းတဲ့ဥပါဒံအာယုန်တွေရှိနေသေးသေးမဲ့ကာလပတ်လုံးဥပါဒံကြောင့်ဥပဖြစ်မယ်တဲ့ဥပါဒံကြောင့်ဥပါဒံမရှိရင်ဥပလည်းမဖြစ်တော့ဘူးဥပမာလေးတစ်ခုဘုရားရှင်ဗရာတရားနဲ့ပတ်သက်ပြီးတော့လတ္တံဥပါနိသေယဒါနံဒေတိသီလံသမာဓိယရေသီလံဥပါဒေတိသမာဓိဥပါဒေတိဘာဝနံဥပါဒေတိဇာနဥပါဒေတိမေကဥပါဒေတိသမာပတ္တိဥပါဒေတိတရားတရားကိုအရှိပြုပြီးတော့တဲ့ပိကစွန့်ကြဲမှုဒါနတရားတွေဖြစ်နေတဲ့တရားတရားကိုအကြောင်းရင်းခံပြီးတော့သီလတရားတွေခိုင်မြဲနေတဲ့တရားကိုမှီပြီးတော့လတ္တံဥပနိတယအဲ့လိုပြောတယ်နော်လတ္တံယုံကြည်မှုတရားတရားတတ္တံဘုရားတရားသံဃာယနာသုံးပါးပေါ်မှာကြီးညိုလေးဆက်တရားတရားကိုဥပနိတယအမိပြု၍ဒါနံပိလူခြင်းကုသိုလ်ကိုဥပါဒိတိဖြစ်စေ၏သီလ၅ပါးသီလ၈ပါးသီလ၉ပါးသီလစသည်မြတ်မသီလများသည်လည်းပဲဥပါတိတိဖြစ်စေ၏ဝိပဿနာယုံနံဓမ္မသင်္ကာရတရားတို့၏ဖြစ်ခြင်းကိုမြင်တတ်တဲ့ဝိပဿနာဉာဏ်သည်လည်းပဲဥပါတိတိဖြစ်စေ၏တရားကိုအခြေခံပြီးတော့အဲ့ဒီတရားတရားနဲ့ပညာကိုမှီပြီးတော့ဒါနကုသိုလ်သီလကုသိုလ်ဝိပဿနာကုသိုလ်သည်ပြီးတော့ဇာနာဥပါတိတိဇံသည်လည်းဖြစ်တယ်မေဃဥပါတိတိမေညာလည်းရတဲ့ဖလံဥပါတိဖလံမေညာနဲ့ဘုံညာနဲ့ဖြစ်တဲ့သမာပတ္တိဒုက္ခဆုံးကိုဉာဏ်ကယုံတွင်တဲ့သမာပတ္တိတရားကိုသမာပတ္တရားကိုဥပါတိတိဝင်စားခြင်းနဲ့ဝင်စားလို့ရလာတယ်။ဘာကြောင့်များဒီလိုကုသိုလ်စိတ်တွေဖြစ်တတ်ကြတဲ့ကုသိုလ်စိတ်တွေဖြစ်ခွင့်ရသွားတယ်ပြီးတော့ဘာရှိသူတိုင်းတရားဟုတ်တယ်လားတတ္တာဆိုတာဟာယုံကြည်မှုတတိတိတိတတ္တာယုံကြည်တတ်သောကြောင့်တရားဟုတ်တယ်လားအဲ့ဒီတတ္တတရားကိုရှေ့ပြုပြီးတော့ဘာတွေဖြစ်ကုန်သလဲမင်းတို့ရှိကုသိုလ်တွေအကုန်ဖြစ်တရားတရားရှိတဲ့ပုဂ္ဂိုလ်ဟာတရားတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တို့ဒီယဟန်ဖြစ်ပဲလူပြကုသိုလ်တို့ဒီအမြဲဖြစ်နေတယ်ကုသိုလ်စိတ်ပဲအမြဲတမ်းဖြစ်ခွင့်ရတယ်တနည်းအားဖြင့်ကိုယ်နဲ့နှိစက်တဲ့ပုဂ္ဂိုလ်နဲ့ဘဝအနန္တရကပြည့်စုံရှိတဲ့ပုဂ္ဂိုလ်ပါရမီဖြစ်မှုတဲ့ပုဂ္ဂိုလ်တွေ
မိဘဒီပေါ်မှာတော့ဆရာသမားဒီပေါ်မှာတော့သံဃာပေါ်မှာတော့ကောင်းကိုကဘဝအနန္တရကကုသိုလ်စေရှိဘူးတဲ့ပုဂ္ဂိုလ်တွေကဘယ်တော့ဝေးဘယ်တော့သမုဒ္ဒရာပင်လေသမုဒ္ဒရာဂန္ဓာရခရီးတွေချားနေပြီစီပြန်လဲစုံစည်းတဲ့ခါမှာတွေ့ခွင့်ရပြီတရားတရားဖြစ်ပြီဘာတရားတရားလဲမြဲအဲ့ဒီတရားတရားကလည်းတဏှာနဲ့တွဲတဲ့တရားတရားမဟုတ်ဘူးသူကပညာနဲ့တွဲဖြစ်တယ်ဘာဖြစ်လို့ပညာနဲ့တွဲဖြစ်တယ်လဲပညာဉာဏ်ကိုအဓိကဆောင်ပြီးတော့အဲ့ဒီပုဂ္ဂိုလ်တွေကညွှန်ကြားနေလို့ဝိပဿနာဉာဏ်ပညာလေးတွေဒုက္ခချုပ်ငြိမ်းတဲ့မဖို့နိဗ္ဗာန်ရောက်ကြောင်းလုပ်ငန်းလေးတွေကိုအလုတ်လုပ်ပေးနေတဲ့တွေ့တာကြောင့်ပညာကိုမှီပြီးတော့တရားတွေဖြစ်တယ်တရားကိုမှီပြီးတော့ပညာဖြစ်တယ်တတ္တပညာဥပ္ပနိတယလတ္တပညာဥပ္ပနိတယပညာတတ္တဥပ္ပနိတယဟောကရကပညာကိုမှီပြီးတော့ဒါနကုသိုလ်တွေသီလဘာဝနာတွေဖြစ်တယ်လို့ပညာကိုမှီပြီးတော့လေတရားတရားဟာပညာကိုမှီတော့တရားတရားသည်ကုသိုလ်လုပ်ငန်းတွေမြင်မြတ်လို့ဖြစ်တယ်တရားတရားကိုမှီပြီးဖြစ်တဲ့ပညာသည်လည်းပဲကုသိုလ်လုပ်ငန်းနဲ့အထက်တန်းကျကုသိုလ်လုပ်တယ်အထက်တန်းကျတဲ့ကုသိုလ်လုပ်ဖြစ်တယ်ခဏခဏပြောတယ်မိမိတရားတရားတော့ရှိပါရဲ့ပညာကိုအဖော်မပြုတ်တဲ့တရားတရားကဤကုသိုလ်ကောင်းမှုကိုပြုလို့ရတဲ့တွေ့တာကြောင့်ဖြစ်လျာဘဝတိုင်းမှာဟောဘဝတဏှာပါလားဟုတ်တယ်လားဒီအရိယာသူတော်ကောင်းမျိုးသူဝိပဿနာဉာဏ်လေးတွေမပေါ်လွင်သေးတဲ့ပုဂ္ဂိုလ်ဟာကုသိုလ်တစ်ခုပြုလုပ်သည်ဆိုရင်စီသီးတော့ဒီကုသိုလ်ကောင်းမှုတွေဘဝအတွက်လူချမ်းသာအတွက်နတ်ချမ်းသာအတွက်ပဝန်းကျင်ကောင်းစားဖို့အတွက်တခါတည်းကြက်လို့ရှိလာသေးတဲ့ဘုန်းကြီးတို့စီကိုလည်းရှင်ဗျာတပည့်တော်တို့လူဖြစ်ပါတယ်ဖေရတပည့်တော်သားလေးမေတ္တာပို့ဖေရသမီးမေတ္တာပို့ဖေရဘယ်မှာရောက်ပြီးဘယ်နိုင်ငံခြားရောက်နေလို့ဖေရဘာလို့နေလို့ဖေရကိုယ်တည်းမပါဘူးဟုတ်တယ်လားသားတို့သမီးတို့ဘသူတွေနေမကောင်းလို့ပါဗျာလူဖြစ်ပါတယ်ရှင်မြတ်မေတ္တာပို့ဗျာနော်စီးပွားရေးကောင်းလည်းမေတ္တာပို့ပါဗျာဟာလာပြီဟုတ်ကဲ့လားကဲဒါသစ္စာအမျက်လုံးပါလို့လားမပါလို့လားသစ္စာအမျက်လုံးမယူတရားတော်ရှိတယ်နော်ပညာနဲ့အဖော်မလုပ်တဲ့အဲ့ဒီတရားတရားသည်အဝိဇ္ဇာတဏှာပေါင်းနေတဲ့တွေ့တာကြောင့်တဏှာကောင်းဆောင်တဲ့ကုသိုလ်လုပ်ငန်းသည်တဏှာပစ္စယဥပဒပဋိစ္စသမစက်ဝိုင်းမှာနံပါတ်2ဝေဒနာနဲ့နံပါတ်3တဏှာဟုတ်ကဲ့လားနံပါတ်နဲ့စက်ဝိုင်းမှာရှိနေတဲ့ဝေဒနာသည်ခံစားစံစားလို့တဲ့ဆန္ဒကိုယ်လည်းခံစားစံစားခြင်းသူတစ်ပါးကိုလည်းခံစားစံစားစေခြင်းနဲ့ဝေဒနာအဲဒါခံစားစံစားစကားနဲ့တွေ့ဟောဝေဒနာမခန္ဓာမလို့အဲ့ဒီခံစားလို့တဲ့ဆန္ဒစံစားတဲ့ဆန္ဒကတဏှာဖြစ်ခံစားစံစားနေတာကတော့ဝေဒနာခန္ဓာပဲဒုက္ခသစ္စာပဲခံစားလို့တဲ့ဆန္ဒစံစားလို့တဲ့ဆန္ဒကတဏှာဆန္ဒရကဖြစ်သွားပြီဘသူဖုံးလွှတ်လိုက်တယ်လို့မိအဝိဇ္ဇာအရိယာမျက်လုံးကမ်းသွားပြီသူကအရိယာတိကအလင်းတက်ကြီးမပေါ်တော့ဘူးအလင်းနဲ့မရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာကဲဘာအတွက်ကိုအမြဲတမ်းစိတ်ဝင်စားနေတဲ့ဘုံဘဝအတွက်တန်တရာအတွက်ဟုတ်တယ်လားဘာလေးလို့တန်တရာအတွက်ကိုမျောလင့်ချက်ပဲလုပ်တော့ဘဝခန္ဓာတော့ရတာပေါ့လူချမ်းသာဖြစ်မယ်ဖြစ်ခြင်းဖြစ်မယ်နတ်ချမ်းသာဖြစ်ခြင်းဖြစ်မယ်သို့တော့ခန္ဓာရရင်ဘယ်ကစဇာတိကစဘယ်ကစဇာတိကစယုံနံရများလာအပြစ်တွေဆိုတိုင်းတဲ့တွေ့တာကြောင့်ဇာတိရတတ်တဲ့ပုဂ္ဂိုလ်တိုင်းဒီဇာတိနောက်ွယ်ကဘသူနဲ့ဘသူထက်ချက်မကွာဇရာဗျာတိမရဏတန်းသွားတာပဲဟုတ်တယ်လားအဲမိုးဆရာတော်ဤမိတော်မတဲ့စကလုံးလေးဇာတိတရားလက်ခံထားသူများဖို့လူတို့နောက်မို့စင်ဆက်သိမင်းလက်တော်အသက်အနဲ့မယွင်းသေးချဖြစ်မြဲတာဒီဇာတိတရားလက်ခံထားတဲ့ပုဂ္ဂိုလ်တဲ့ဇာတိရှိရင်ဇရာတိဗျာတိယောဂဝေနာတပုံကြီးဖြစ်ယောဂကြီးတဝကြီးဖြစ်ပြီးတော့နောက်ဆုံးမှဘုံလဲတဲ့ရှိအေယဘောဓမဘုံလည်းပဲသေဝငွေရခြင်းသည်အဲ့ဒါဇာတိယလို့ဟုတ်ကဲ့လားဘာဖြစ်လို့ဇာတိရတယ်လဲကံဒီအားထုတ်လို့ဇာတိရဲ့အကြောင်းတရားကကာမဘဝဟုတ်ကဲ့လား
ပရိသန္တိဇာတိယာကြီးကြောင့်တရားဒီကာမဘဝအဲ့ဒီကာမဝကာယကဝစီကံဤပါမနောကံဤဘာလို့အာထုတယ်မေးတော့ဥပဒံရှိနေလို့ဟုတ်တယ်လားဆွဲလန်းခြင်းဥပဒံကြောင့်ကာမဘဝဖြစ်တယ်အဲ့ဒီဘာလို့များဆွဲလန်းခြင်းဖြစ်ရတယ်မေးလို့ရှိရင်တဏှာရှိလို့တဏှာပစ္စယဥပါဒနာဟုတ်တယ်လားတဏှာပစ္စယဥပါဒနာဥပါဒနာပစ္စယတဏှာပြောင်းပြန်လည်းဖြစ်နေတယ်သူကသစ္စာမျက်လုံးမပါတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာတဏှာပစ္စယဥပါဒနာဥပါဒနာပစ္စယတဏှာတဏှာပစ္စယကာမဘဝအဲ့ဒါလိုလဲကွတ်ကြော်ပြီးသွားနေတယ်အဲ့တော့ဘာဖြစ်လို့ဖြစ်နေရတယ်လဲမေးလို့ရှိရင်သစ္စာမျက်လုံးမပေါ်လို့ဟုတ်ကဲ့လားဒါကြောင့်မလို့တရားတရားသည်ဘယ်သူနဲ့ဖော်လုံးနိုင်မှာလတ္တာပညာဥပနိတယဒါနံဒါနံဥပါတိတိဟောသီလံဥပါတိတိဝိပဿနာဥပါတိတိဟောဇာနံဥပါတိတိမေကံဥပါတိတိဗလံဥပါတိတိသမာပတ္တိဥပါတိတိအဲ့ဒီတရားတရားသည်ပညာနဲ့အဖို့လှုပ်ထားသောတရားတရားသည်ကုသိုလ်လုပ်ငန်းတွေကိုတန်ត្រာမှာထွံ့မြောက်ရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုမြင့်မောက်ပြုစေနိုင်သောကုသိုလ်ကောင်းမှုတရားကိုပြုလုပ်နေတဲ့တပည့်တော်အခုပင်ပင်ပန်းပန်းလေးအားထုတ်ရတဲ့ကုသိုလ်ကောင်းမှုသည်ဆင်းရဲခြင်းဒုက္ခမှာလောကင်းရပါလို့မြတ်စွာဘုရားဟောတရားထံပြီးတိုင်းမှာတပည့်တော်ဒီဆင်းရဲအားထုတ်တဲ့ကုသိုလ်ကောင်းမှုတော့ဤခန္ဓာဝထမ်းတဲ့ဘဝကျွတ်လို့ရပါလိမ့်ဘုရားခန္ဓာကိုဆင်းရဲလာပါ၏ဤဒုက္ခကိုမလို့ခြင်းလို့ဤကုသိုလ်ကောင်းမှုတွေပွားများရပါပြီတရားကိုဘယ်သူနဲ့ဖော်လို့ပညာနဲ့ဖော်လို့နေတယ်အဲ့ဒီဉာဏ်လေးမြဲတမ်းရှိနေရတယ်ဘုရားဓမ္မိမိဥစ္စာတဲ့အခါမှာဤကုသိုလ်ကောင်းမှုသည်ဤကဲ့သို့ဆင်းရဲရအားတဲ့ကုသိုလ်ကောင်းဒုက္ခတဲ့ဤဆင်းရဲတဲ့ဒုက္ခမှာကျွတ်လို့ရပါလို့ဤခံစားနေရတဲ့ခန္ဓာဝဒုက္ခအပေါင်းမှာကျွတ်လို့ရပါလို့ဤခန္ဓာကိုမလိုခြင်းလို့ဤကုသိုလ်ပွားများရပါ၏စိတ်တည်ပါနဲ့ပေါင်းနေရပညာနဲ့ဖော်လို့နေတယ်နော်ပါနဲ့ဖော်လို့တဲ့ပညာနဲ့ဖော်လို့နေတဲ့စိတ်တည်ဘဝအတွက်ပစ္စုပန်တန်ត្រာအတွက်ကောင်းတာတွေကုန်ဖြစ်တယ်ဒါကြောင့်မလို့အနာဂါမိမဉ္ဇဉ်ဘုံညာရှိထားနေတဲ့ဓမ္မိကဥပဒကနဲ့ဥပဒကတိကိုဘောဓဘာတိတတဲ့ဥပဒကတိဘောဓဘာနဲ့အလားတူတရဏဂုံသုံးပါးနဲ့အရိယတက်ကိဋ္ဌတဲ့ဥပဒကတို့ကိုဧဒမောဒတိပစ္စာမောဒတိကတဘုံညာဥပယတမောဒတိဧလဥပဒကတို့ကုသိုလ်ကောင်းမှုတရားတရားကိုရှေ့ဆောင်ထားပြီးပညာတို့ဖြင့်ပညာတရားရှေ့ဆောင်ထားပြီးတရားတရားနှင့်ပြုလုပ်တဲ့ကုသိုလ်မှန်သမျှတို့သည်ယေစုပါမှာလည်းဝန်တာနေရတဲ့ဓမ္မဘဝမှာပြစ္စုပန်ဓမ္မနတန်သောဘဝမှာဝန်တာနေရတဲ့ထပ်ပြီးတော့ဣဒအနန္တတိပစ္ဆနန္တတိကတပုံညာဥပယတနန္တတိကတပုံညောတရားပညာရှေ့ဆောင်ထားပြီးတော့ပြုလုပ်ထားသောကုသိုလ်ပိုင်ရှင်တို့သည်ဣဒဤဘဝ၌လည်းပဲနန္တတိအမျက်မှနှစ်သက်ရှင်ပြုံးနေရတယ်ပစ္စာဒုတိယဘဝမှာလည်းပဲနန္တတိနှစ်သက်ရှင်ပြုံးရတဲ့ဥပယတနဲ့ပြစ္စုပန်ဓမ္မလောနတန်သောဘဝတို့ပဲအမျက်မှနှစ်သက်ရှင်ပြုံးဝမ်းပါတသာနေရတယ်ဓမ္မိကဥပဒကတို့တဲ့ကုသိုလ်ကောင်းမှုတရားရှိတဲ့ပုဂ္ဂိုလ်တွေကဘယ်တော့မှမျက်နှာမငယ်ရဘူးဘယ်သူရှေ့ဆောင်ထားတဲ့ကုသိုလ်တွေမေးရင်တရားနဲ့ပညာရှေ့ဆောင်ထားပြီးပြုလုပ်ထားသောကုသိုလ်ပိုင်ခြင်းတို့သည်ဘယ်တော့ခါမှမျက်နှာမငယ်ရဘူးတဲ့အဲ့ဒီတရားပညာရှိတဲ့ပုဂ္ဂိုလ်တို့သည်ဘာကိုရှင်းပြုပြီးတော့တရားရှင်းပြုတော့ဘာတွေပြုလို့ဖြစ်မလဲမေးရင်ပြောခဲ့ပြီးပြီဒါနကုသိုလ်ကောင်းမှုပြုရမှာကိုလည်းလက်မနေဘူးဟုတ်ကဲ့လားသီလတရားတွေစောင့်ရှောက်ရမှာကိုလည်းပဲလက်မနေဘူးဟုတ်ကဲ့လားဝိပဿနာတရားတွေအားထုတ်ရမှာကိုလည်းပဲနောက်မဆုတ်ဘူးနော်ဇံအနိစ္စလက္ခဏာဇံဒုက္ခလက္ခဏာအနတ္တဇံလောကုတ္တရဇံအနိစ္စလက္ခဏာညာဒုက္ခလက္ခဏာအနတ္တလက္ခဏာတဲ့ဇံဒီသမထဝိပဿနာဇံဒီသမထဇံဒီဖြစ်ဖို့ကိုလည်းပဲသူကနောက်မဆုတ်ဘူးလက်မနေဘူးသူကမညာဘုံညာရဖို့အတွက်ကလည်းသူအမြဲတမ်းလှုံ့ဆော်နေတဲ့စိတ်ထဲမှာအမြဲတမ်းပေါ်နေတမဘဝိဇ္ဇနိုင်ဖို့အတွက်လည်းပဲသူ့စိတ်ထဲမှာအမြဲတမ်းရှိနေတယ်မညာဘုံညာရရင်တမဘဝိဇ္ဇဖလားတမဘဘဝိဇ္ဇနိုင်မယ်အဲ့ဒါလိုအတိခေါ်လေးတွေရညံနဲ့ရှေ့သွားပြီးဖြစ်ပေါ်နေတဲ့ဉာဏ်ရည်ဉာဏ်တွေတို့သည်ယဟန်ဖြစ်စီသူဖြစ်စီမြည်သည့်ပုဂ္ဂိုလ်မဆိုးဘဝမှာတန်ဖိုးရှိတယ်နော်ဘာရှိတယ်
တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်တန်ဖိုးသိလာပြီးတန်ဖိုးရှိလာပြီဟုတ်ပြီဒါကြောင့်မြတ်စွာဘုရားရှင်ကဥပမာလေးတစ်ခုပြောတယ်ဒီသုတ္တမအတုမကသုတ္တော်ထဲမှာဘုရားပါပြောတဲ့တော့ယံတို့တဲ့မင်းတို့ခန္ဓာကိုယ်ထဲမှာဆွေးနန်းစီတဲ့သောအာယုမန္တမြတ်ကိုပယ်ဆွကြကုန်လော့ဘာဒီဆွေးနန်းတဲ့နတ်တို့မကဘဂဝေတံပဇာတခြေသာခြေသမီးတို့ဆွေးနန်းတဲ့သဘောမန္တမြတ်တွေပယ်ဆွကြဘယ်လိုလဲမိလို့ရှိရင်ရူပံရုပ်ပေါ်မှာဆွေးနန်းစီတတ်သောအဆွေးတတ်ကလေးကိုပဇာတပယ်ဆွကြကုန်လော့ရုပ်ခန္ဓာကိုယ်ကြီးကကြံ့ကြံ့တန်တန်နဲ့ပေါ်ခြင်းပေါ်မှာသင်္သင်မူလေးပေါ်လေပေါ်ခြင်းပေါ်မယ်ဟုံနေမို့လဲကျဲခြင်းနဲ့ကျဲနေမယ်ဓာတိရုပ်အလိုသူ့လိုသူလုံနေတယ်ဟုတ်ကဲ့လားကိုယ်နဲ့ဆိုင်သလားကိုယ်လိုမဟုတ်ဘူးကျမ်းနဲ့သိမ်မွေးတယ်ဆိုတာအတိတ်ကာကျုပ်ပြီးတချို့ပုဂ္ဂိုလ်တွေအလွန်သိမ်မွေးပြီးမှတ်ရတာအဆင်ပြေတယ်တချို့ပုဂ္ဂိုလ်တွေကျဉ်းကျဉ်းတဲ့နဲ့မှတ်ပြီးတော့အဆင်ပြေတယ်တချို့ပုဂ္ဂိုလ်တွေမကျဉ်းမတဲ့မှတ်ပြီးမှတ်နေရပြီးအဆင်ပြေတတ်တယ်ဒါကိုယ့်ရဲ့အတိတ်ပါရမီဖြစ်လုံလီပြီးတော့အတိတ်ဘဝဒီကဖြစ်ကြပါလိမ့်ဖြစ်တဲ့အခါမှာသမထတရားကိုရှင်းဆောင်ထားပြီးသမထဘာဝနာကိုဦးစားပြီးတော့ဝိပဿနာအနေငယ်လေးအားထုတ်တဲ့ပုဂ္ဂိုလ်တွေကအလွန်သိမ်မွေ့တယ်ညဉ့်ညံ့သိမ်မွေ့တတ်တယ်အဲ့ဒီပုဂ္ဂိုလ်တွေကြပြတော့ဖြစ်ဖြစ်ကိုမြင်ဖို့ခက်တယ်ချမ်းသာတဲ့အာရုံနဲ့အနေများရလို့အတိဘဝတည်းဝိပဿနာတရားတွေကိုအဓိကဆောင်ပြီးတော့အားထုတ်လာတဲ့ပုဂ္ဂိုလ်ဟာဒီဘမှာတရားအားထုတ်တဲ့ကံမှာရုပ်ကြံကြီးပေါ်တတ်တယ်ဆင်းရဲတဲ့ရုပ်ကြံကြီးပေါ်တတ်တဲ့ဂုံတိုင်းပေါ်တဲ့တခါခန္ဓာကိုခေါင်းကြီးခါထွက်သွားအောင်ဒီဟုံးတိုင်းကိုကျဲသွားတတ်တယ်အဲ့ဒီပုဂ္ဂိုလ်ကတရားရမြင်တယ်ဒုက္ခဝေဒနာကိုမြင်တွေ့လေလို့ဝိပဿနာမျိုးစီအားကောင်းလာတဲ့ပုဂ္ဂိုလ်ဟာရုပ်တော့ကျမ်းတယ်ဒုက္ခဝေဒနာဖြစ်မြင်တတ်တယ်ဒါပေမဲ့ခန္ဓာကိုယ်ကြီးကိုမုံဉဏ်တွေကမြင်ပေါ်လွင်သွားဒုက္ခကိုဒုက္ခတဲ့မြင်သွားလို့ဉာဏ်သွေးတွေအားကောင်းပြီးတော့မိမိစိတ်ဟာဝိပဿနာဉာဏ်นี่မြင်ပေါ်ပြီးတော့အရိယာကိုမြင်ဖြစ်သွားနိုင်တယ်အတိဝါဒီကဘာလို့ဖြစ်တဲ့ကဒုက္ခတရဒုက္ခတရဝိဝေဝသမထတရားဝိပဿနာတွဲလို့လာတဲ့ပုဂ္ဂိုလ်သမထယာနိကဝိပဿနာအားထုတ်တဲ့ပုဂ္ဂိုလ်ကြီးကြပြန်တော့ဝေဒနာကြံတဲ့ဒုက္ခဝေဒနာပေါ်တဲ့ခါပေါ်လဲဒုက္ခဝေဒနာပေါ်တဲ့ခါပေါ်လဲအဲ့ဒါလို့ပေါ်ပြီးမှပြည့်ချင်းဒီချင်းယူပြီးတော့အားထုတ်နေအမညာပုံညာပေါ်တတ်တယ်ဒီကတော့သမထယာနိကပုဂ္ဂိုလ်ကတော့တရားရနှီးကွေးတယ်သမထတရားတွေပါရဖြစ်ခဲ့တာဝိပဿနာတရားတွေမပေါ်လွင်ဘူးသူကချမ်းချမ်းသာသာအနေရများလို့ထိုင်လို့ရှိရင်ဒုက္ခဝေဒနာမပြောဘလောက်ပဲအဲ့ဒီပုဂ္ဂိုလ်တွေကစိတ်ထွေးများနေတတ်တယ်သမာဓိမဖြစ်တယ်သမာဓိဖြစ်တယ်ပဲဇန်စိတ်ဘက်ကိုရောက်သွားပြီးတော့ဝိပဿနာဉာဏ်တွေပေါ်မှာသွားဖြစ်နေတယ်ထိုင်လို့ရင်မကြခင်မှာမျောပြီးငြိမ်ပြီးမျောနေတယ်ဇန်စိတ်တွေဖြစ်နေတယ်သမထအာယုန်တွေလုံးမနေတတ်တယ်အဲ့တော့သမထအာယုန်နောက်ကိုလိုက်ပြီးနေတဲ့ပုဂ္ဂိုလ်တရားရဖို့နှီးကွေးနေတတ်တယ်ပြုပြင်ပေးနေတဲ့ဆရာသမားရဲ့ပြုပြင်မှုတရားကိုယူနိုင်မှအဲဒါပဲသမထတရားတွေကသမထအားရှိနေတဲ့ပုဂ္ဂိုလ်တယောက်ကပြန်ပြုပြင်ဖို့ခက်တယ်ဝိပဿနာဉာဏ်ကိုလှည့်ဖို့ခက်တယ်ဘာဖြစ်လို့ခက်တယ်တော့အပြောတော့လွယ်တယ်ရှင်ဗျာရဲ့သမာဓိတွေသမထတွေအများကြီးကိုထူထောင်ပြီးတော့မှဝိပဿနာတရားကိုအားထုတ်ရတာပိုလွယ်မှာပေါ့ဗျာအဲ့ဒါပဲဇက်ကပြောတယ်အဲ့ဒီပုဂ္ဂိုလ်ကြီးအပြောသမားနဲ့ပြောတာတကယ်လွတ်လာတဲ့ခါမှာခက်တယ်ဘာဖြစ်လို့ခက်တယ်လဲဆိုတော့သမထဇံလေးတွေဇီဇံစိတ်တို့ပြင်ဒုတိယတတိယဇံလောက်ဆင်ရောက်သွားပြီဒိဋ္ဌိသူကဝိတ္တဝိဇ္ဇပီတိတတိယဇံဝိတ္တဝိဇ္ဇပီတိဒုက္ခပီတိနဲ့ဒုက္ခပဲဆင်ရတယ်တတိယဇံဒုတ္တဇံပိုင်းဆံရံပိုင်းဆင်ရောက်သွားပြီဆိုရင်တည်ငြိမ်ပြီးအလွန်ရှင်းတဲ့တတ်ပဲနေရတယ်ချမ်းသာပြီးတော့ဘာမှအတွေ့တာမြည်သည့်ပုဂ္ဂိုလ်တယောက်မှစိတ်မတွေးတော့ပါပဲဒါဒီစိတ်မနေခြင်းနဲ့ချမ်းသာပြီးတော့ဖြစ်ဖြစ်လည်းမတွေ့အနိစ္စတို့အနိတ္တမချမ်းသာကြပဲထိုင်လည်းချမ်းသာထားလည်းတန်သွားလည်းချမ်းသာသိမ့်ပြီးတာမပြောပါနဲ့အဲ့ဒါလို့ဇန်ချမ်းသာဟာလည်းအလွန်ချမ်းသာ
ခဏခဏပြောဦးတဲ့ယောဂီတို့ကိုချမ်းသာ9မျိုးလောကမှာချမ်းသာပဲနှမျိုးရှိတယ်9မျိုးရှိတဲ့နံပါတ်1ကလူချမ်းသာနံပါတ်2ကနတ်ချမ်းသာနံပါတ်3ကဇန်ချမ်းသာနံပါတ်4ကဝိပဿနာချမ်းသာနံပါတ်5ကမေချမ်းသာနံပါတ်6ကဖို့ချမ်းသာနံပါတ်9ကနိဗ္ဗာန်ချမ်းသာပဲနှမျိုးရှိလူဘဟာပြည့်စုံတဲ့လူဘဟာလည်းလူချမ်းသာပဲပညာနယ်ပယ်ထဲမှာဟုတ်တယ်လားဘာဖြစ်လို့လူချမ်းသာလဲဆိုအတိတ်ကကံတရားကအကျိုးပေးတဲ့ကောင်းကောင်းနေရတယ်အဆင်းမင်းတဲ့နေရာမနေရတာမန်တဲ့ပုဂ္ဂိုလ်နဲ့မတူဘူးကုသိုလ်နေတဲ့ပုဂ္ဂိုလ်ဟာဆင်းနေတဲ့နေရာနေရမှာလမ်းဘေးမှာဖြစ်နေရတဲ့ပုဂ္ဂိုလ်တပုံကြီးပဲအဲ့ဒါနေသူတို့ဟာကုသိုလ်ကံနေပါကုသိုလ်ကံအားရှိတဲ့ပုဂ္ဂိုလ်တွေရဲ့နေရပြန်တော့လည်းပဲတကြီးတာကြီးအင်ကြီးရာကြီးတွေမှာအဆင်းမြင့်တဲ့နေရာတွေမှာသာသနာအဆင်းမြင့်တဲ့ဘာတစ်ခုမှအခက်ခဲမရှိကိုယ်စားကျင်နာမှန်တယ်မြဝတ်ကျင်နာမှန်တယ်မြဝတ်ကျင်နဲ့ဝတ်လို့ရတယ်စားကျင်နဲ့စားလို့ရတယ်နေကျင်နဲ့နေလို့ရတယ်ချင်းတတလေးနဲ့နေလို့ရဒါသည်လောကချမ်းသာလူချမ်းသာဟုတ်တယ်လားသို့တော့ပရမတ်နဲ့ကြည့်ရင်တော့ခန္ဓာကိုယ်အမြဲမဲ့ပဲဖောက်ပြန်ပစ္စည်းတွေနဲ့တွေ့တာကြောင့်ဒုက္ခသစ္စာပဲတကယ်လူချမ်းသာမဟုတ်သေးဘူးဟုတ်တယ်လားဝိပဿနာချမ်းသာမဲ့ချမ်းသာဖို့ချမ်းသာနဲ့ရှင်တွဲလို့ရှိရင်လူချမ်းသာဆိုတာမရှိတခဏလေးချမ်းသာလိုနဲ့ဆင်းရဲစရာတွေမိမိအတွက်ခန္ဓာကလည်းဘယ်ယောဂဝင်လာပြန်ပြီတဲ့အသက်လေးနည်းနည်းရလာပြီးယောဂတွေများလာတာကိုပြီးတော့သားကပဲလို့သမီးကပဲလို့နီးကပဲလို့မြက်ကပဲလို့ချွေးမကပဲလို့သမက်ကပဲလို့ဘဝကြီးအကြောင်းရင်းခံပြီးတော့ဖြစ်ပြီးစိတ်ဆင်းရဲစရာဒီအမိကပဲလို့ဖေဖို့ညီကောင်မောင်နှမဘဝကြီးကိုဘဝကြီးတစ်ခုလုံးမှာနိုင်ငံကြီးကပဲလို့လာပြန်ပြီးဟောတောင်းအမျိုးမျိုးတွေနဲ့စီးပွားရေးကဘယ်လိုဖြစ်နေပြန်ပြီဖြစ်လာပြီဩတခါတည်းအလွန်အဆင်ပြေလိုက်တာတခါတည်းရန်ဘယ်လိုမှအဆင်မပြေတော့ဖြစ်လာတတ်တဲ့ဒါသည်ချမ်းသာခြင်းအဆက်ဟုတ်ရဲ့လားမဟုတ်ဘူးခါတည်းရာထုဌာနကြီးမာပြီးအိုးဘသူမှဘသူအေးဆိုင်เสียမလို့ဘူးသွားတဲ့နေရာမှာတထိတမိုးမိုးနဲ့ဟုတ်တယ်လားဟာကားပေါ်တဲ့လေပေါ်တဲ့ကဆင်းကားပေါ်တဲ့ကဆင်းလင်းအဲ့တလို့ကိုရှည်တောက်တော်မြေမကြလောက်ဒီအဲ့တလို့ဘုံကံရှိကုသိုလ်ကောင်းမှုတွေရှိတော့အစင်းပြေးနေတဲ့ဒါပေမဲ့တစ်သက်လုံးရှိနိုင်သလားဟောဖင်ဘောကမြင်းဘောကနွားဘောကစိတ်ဘောကမြည်စည်းအဲ့ဒါလိုလည်းပဲအကြရှိတတ်တယ်ဟုတ်ကဲ့လားခါတည်းစိတ်ဘောကနွားဘောကမြင်းဘောကဆင်းအဲ့ဒါလိုလည်းအဆင့်မြင့်နေတတ်တယ်မိတိယာမဆိုတသမတ်ထဲဆိုတာမရှိဘူးဆိုတာသဘောပေါက်လိုက်ဟုတ်ကဲ့လားဘုံဒီကံတွေကြီးနေတဲ့နာမည်ကြီးနေတဲ့အိုးယာထုဌာနအပြည့်စုံနေတဲ့ပစ္စည်းဥစ္စာလက်လာပါတဲ့အလွန်ပေါ်နေတဲ့ရှင်လန်းနေတဲ့တသက်လုံးမထင်နဲ့ကံအကျိုးပေးစဉ်တုန်းကသာသူအစဉ်ပြေနာကံအကျိုးပေးဆိုးသွားပြီဆိုရင်ခါတည်းလမ်းဘေးရောက်သွားတာမရှိဘူးလားဒါကြောင့်ကိုကုသိုလ်ကံကောင်းလို့ရှိမှကုသိုလ်လုပ်ငန်းတွေများလုပ်ထားရှင်းတယ်နော်ကံအကျိုးပေးကောင်းနေတဲ့အချိန်မှများကုသိုလ်ဖြစ်တဲ့အလုပ်တွေများလုပ်ထားအကုသိုလ်ကံကအကျိုးမပေးခင်လေးဘာကြောင့်လဲဆိုဘုန်းကြီးတို့တရားဓမ္မတွေကအတိတ်ဘဝတွေကအများကြီးအကုသိုလ်တွေပါလာခဲ့တာကိုဟုတ်ကဲ့လားကုသိုလ်ကောင်းမှုကအခုလောလောဆယ်အကျိုးပေးနေသလိုအတိတ်ဘဝဒီမှာကိုဖြစ်စေနှုံးကလူမကြီးဖြစ်ခြင်းဖြစ်မဲ့လူတသမဖြစ်ခြင်းဖြစ်ခဲ့လိမ့်မယ်ဓမြတဲ့တခိုးတွေဖြစ်ခဲ့လိမ့်မယ်အဲ့ဒီမကောင်းတဲ့ဒုစရဖယားမသိတရားမသံဃာမသိတဲ့ပုဂ္ဂိုလ်တွေမိစ္ဆာရိတိဘဝတွေအများကြီးဖြစ်ခဲ့ပြီအဲ့ဒီဘဝတွေကပြုလာတဲ့အကုသိုလ်ကံတွေကတကယ်လို့အကျိုးပေးဖို့အလက်ကြပြီဆိုရင်မမဲ့စဒံအလက်ကြကမမဲ့စဒံခံရအောင်မယ်ဒါကြောင့်အဲ့ဒီအကုသိုလ်ကံကမဥပင်လေးမှာပါဥရမယ်တဲ့မဟုတ်ဆရာတော်အဆုံးမနဲ့ပြောရင်ကံမဟုတ်ခင်ညာဥအောင်ကြိုးစားကြအသိမဟုတ်ခင်ဒီခန္ဓာကိုယ်ကြီးကကံပေးထားတာမဟုတ်လားကံစီမံတဲ့ကံမှာဒီကုသိုလ်ကောင်းမှုတရားကစီမံတဲ့ကုသိုလ်အကုသိုလ်တွေရောရှိတာတကယ်လို့ကံလေးမြတ်ကုန်ခန်းသွားတဲ့ခါကာလမှာ
ကိုဖြစ်ရှင်တာလေလှုပ်ရှင်တာလေစောင့်ထင်းလို့တဲ့လှုပ်တယ်မလှုပ်နေတော့ဘူးဆိုတာသဘောပေါက်လိုက်တဲ့ဘုန်းကြီးတို့ကတော့ကိုလှုပ်တင်တာမြန်မြန်လှုပ်တယ်အတိတ်ကအကုသိုလ်ကမဟုတ်ခင်လေးမှာကိုဘယ်နေ့မှဘုံဘုံလဲအောင်လှုပ်စစ်မှမသိသေးဘူးဘယ်နေ့မှဘယ်နေရာမှမသာပေါ်နေမှမသိသေးဘူးဟုတ်တယ်လားပြောမရဘူးလေကားနဲ့တော့ကားမောက်သိခြင်းသိမယ်လေရင်နဲ့တက်လို့ချင်းလေရင်ပြကြသိခြင်းသိမယ်ယထာနဲ့တော့ယထာမောက်ပြီးသိခြင်းသိမယ်သိမောတော့သိမောက်မောက်သိခြင်းသိမယ်ဆက်ရည်နဲ့ဆက်ရည်မောက်သိခြင်းသိမယ်သိခြင်းတည်းကံတရားဆိုတာကဘယ်သူမှမမြင်နိုင်ဘူးမြင်နေသလားမမြင်နိုင်ဘူးတရားဓမ္မတို့ရဲ့ကဲဟောဒီနေ့သက်စာတော်တစ်ခုမှဥဒ္ဒနဲ့စာတော်လေးတစ်ခုလာတယ်အဲ့ဒါဖတ်ကြည့်တော့ဩအချုပ်ခန်းထဲမှာလူတွေချုပ်ပြီးဖမ်းမိသွားတယ်အချုပ်ကားကြီးနဲ့တဲ့လမ်းမှာမှောက်ရောအကုသိုလ်ကနှစ်တန်းဖြစ်အကုသိုလ်ဝင်လာတော့အချုပ်ထဲကြပြီးတော့အဲ့ဒီမှာချုပ်ခန်းနဲ့ကားထဲမှာတည်သွားတာကာမောက်လဲဂျွန်းတို့မောက်ကမ်းပြီးအဲ့ဒီမှာအကျိုးတွေပဲတွေဖြစ်ကုန်မြန်ရောအကုသိုလ်နှစ်ထပ်ခွန်းအကယ်ဒမီနှစ်ထပ်ခွန်းမဟုတ်ဘူးနော်ဟုတ်တယ်လားဘာနှစ်ထပ်ခွန်းဘယ်သူတို့တက်ကံနေဘုန်းကြီးပြောဘူးပါနဲ့ဘုန်းကြီးတို့အကုသိုလ်လိုက်ပုံလေးဟုတ်လား87မတိုင်မီတုန်းက89လားမသိဘူးဘုဘုန်းရခိုင်မအခဲဝမင်းပြကိစ္စတွေအဲ့ဒီကိစ္စဘုန်းကြီးတို့ကလည်းအဲ့ဒါစစ်တွေရောက်နေတယ်ပရိသေသာသိတဲ့ကိုထားပြီးတော့ပฏิပတ်တိလုတ်ကလေးလုံးမယ်ဆိုစခဏလေးခက်တာကအဲ့ဒီမှာစစ်တွေမှာအကြက်တကုံမှာဝါဆိုးတဲ့ရှိဥစဉ်တစ်ပါးနေမကောင်းတဲ့ဆိုပြီးတော့ဘုရားတပည့်တော်နေမကောင်းမသွားနိုင်တော့တွဲပြီးခေါ်လာခဲ့တယ်ကွာဒီအဲ့ဒီနေ့ကလည်းအဖိတ်နေ့ဆိုတော့ခေါင်းလေးပြောင်ပြောင်လေးရိတ်လာတယ်သင်္ကန်းလေးကလည်းအမေထူတဲ့သင်္ကန်းလေးနီနီရောင်ရောင်လေးပေါ့ဖော့ချံပါလဲတက်ဆွိချံအမေကအဲ့ဒါကြိုက်တယ်သူကဒီခေတ်မှာကိုရင်းသင်္ကန်းထိုင်းသင်္ကန်းလို့ဘာလို့ထိုင်းသင်္ကန်းတွေတော့နေသေးတယ်တတိယသင်္ကန်းလေးဝတ်ပြီးတော့သင်္ကန်းလေးယုံပြီးဆက်လာတာပြောင်းတော့ဖြစ်နေတာကိုလူမျက်စိကြမှာပေါ့အကုသိုလ်တွေအကျိုးပေးတယ်အဲ့ဒါကြကာနာရောက်တော့ကာရီရက်တိုင်းဥစဉ်ပြဘယ်သွားမလို့ဘုရားလဲပထမတော့တခါကြီးဟိုဥစဉ်ကလည်းသိမပြောတာဗမာလူပြောတော့တခါကြီးစေကံဒီဥစဉ်နဲ့နေမကောင်းလို့စေကံသွားမလို့ဘာလဲဘုရားခဏပြောပါဦးဘုရားနေမကောင်းလို့စေကံသွားမလို့အဲ့ဒါစိတ်ကားလိုက်ကြည့်နေတဲ့စိတ်ကားကိုငားမလို့ဘုရား5 6ခုလောက်ပြောလိုက်တော့ဘာပြောလဲဆိုဟုတ်ပြီခင်မင်းငေါ့မင်းငေါ့ပဲဆိုရင်အရှင်ဘုရားခဏကားပေါ်ကြွပါဗျာစိတ်ကခြေနဲ့ထားပေါ်ဒီအိုးစိတ်ကံကိုကားနဲ့လိုက်ပုံမယ်ပေါ့လက်ဆက်တာဘယ်ဟုတ်မလဲထောင်းလိုင်း30ရောက်သွားခေါ်သွားတာအကျွေးပြောတာလမ်းတစ်ချောင်းလုံးမှာဆိုရင်ကိုယ်စိတ်ကတာပြုံပြုံလေးဖြစ်နေတယ်ငါတရားအထုတ်ရထလာရှိပြီအကုသိုလ်ကဝင်ပြီဒီအကုသိုလ်ကဘယ်လောက်ထိငါဝင်အောင်မှမသိသေးဘူးငါဘဝအတိတ်ကလှုပ်ထန်တဲ့အကုသိုလ်ရှိပြီငါဒီဘဝမှာဘာမှမလုပ်ဘူးကံဆိုတာမမြင်ရဘူးပြောတာဘုန်းကြီးပြောတာကမျက်စိနဲ့ကြည့်လို့မမြင်ဘူးဟုတ်ကဲ့လားအဲ့ဒါနဲ့လမ်းတစ်ချောင်းလုံးမှာပြောပြုံးအကုသိုလ်တွေကဝင်ပြီကိုတန်ត្រာအကျွေးတွေငါဆိုင်ပြီမိယာမှာဆက်ရမှာပေါ့လေလောကကြီးစမ်းကြည့်လောကဟိုကိုတော်ထားခဲ့တယ်နေမကောင်းတဲ့ကိုတော်ထားခဲ့တယ်နေကောင်းတဲ့ကိုတော်ခေါ်လာတဲ့ဆိုဟိုမှာမောဘုဒ္ဓဂါကြီးဆေးကံကဟိုကိုတော်နေမကောင်းဘူးကျုပ်ကနေကောင်းတယ်နေကောင်းတဲ့ကိုလိုက်ပို့ကြမလို့ဘူးနေမကောင်းတဲ့ကိုတော်လိုက်ပို့ဥစဉ်ကြံလဲကြံခဲ့မယ်ဆိုမဟုတ်ပါဘူးရှင်ဘုရားခေါ်ခြင်းလို့ကံကောင်းတဲ့ကိုတော်ကတော့ကားနဲ့ကိုတစ်ခါတည်းလိုက်သွားတာပထမတော့ကိုယ်စီပြောလမ်းတစ်လျှောက်တော့ပြုံးပြုံးနဲ့ကိုယ့်အကိုနှလုံးသွင်းနေခဲ့တယ်နှလုံးသွင်းဟိုကျရောက်တိုင်းဆိုရင်ကာဘောတဲ့ဆင်းတော့လမ်းမေးသေးတယ်အရှင်ကဘာပြုံးနေလဲကျုပ်တန်တရာကအကုသိုလ်အကျွေးကိုစဉ်းစားပြီးကျုပ်ပြုံးတာပါကျုပ်အကုသိုလ်အကျွေးတွေရှိနေတယ်ဒီအကုသိုလ်ကဘယ်အထိဆိုင်မဲ့ဆိုတာကိုစောင့်ကြည့်ရအောင်ပါပေါ့သို့တော့ငါကြိုတင်ပြင်ဆင်ထားနေတယ်ငါတရားအားထုတ်နေတယ်ငါကုသိုလ်လေးရှိနေတယ်ဝိပဿနာတရားငါရှိနေတယ်မကြောက်ဘူးခေါ်သွားလဲဘာမှမကြောက်အေးစီပဲပြုံးပြုံးလေးပဲပြီးတယ်လေငါမှအကုသိုလ်စိုက်ပြီကိုကစားပြီးကျမ်းဂန်လဲနားလဲထားတဲ့ကအကုသိုလ်တို့မြည်ဒီမှာပစ္စည်းပမာတိပရိသန္တိမျိုးစီယူလိုက်တဲ့နေ့ကစပြီးတော့အမိဝေါင်းဓမ္မပရိသန္တိမျိုးစီရလိုက်တဲ့နေ့ကစပြီးတော့ဘယ်နှစ်မှမင်းဘယ်လိုဖြစ်ရဘယ်နှစ်လမှဘာဖြစ်မယ်နှစ်ဘယ်နဲ့ဆယ်မှဘာဖြစ်မယ်ပါပြီးသားတော့တန်ပြီးဘုန်းကြီးတို့တရားဓမ္မနဲ့ဘယ်ညဘယ်ယောဂဖြစ်ရမယ်ဘယ်လိုပေါ်ရမယ်ဘာဖြစ်ရမယ်ပါပြီးသားဗျဘယ်လိုယောဂနဲ့နောက်ဆုံးသိရမယ်
တန်းပြီးတော့ကံတရားကစာရေးပေးတာစာရွက်ထဲမှာစာရေးတန်းစီရေးထားတယ်လို့အကုန်ဘုန်းကြီးတို့တရားဓမ္မမှာရှိပြီးသားအဲ့ဒီအချိန်ကြာရင်ခံပေးရမှာပဲနားလည်ပြီနော်သို့တော့တကယ်တရားသိတည်အားထုတ်ပြီးတော့နေမယ်ဆိုရင်တော့သက်တမ်းပဲဟုတ်လားဘုန်းကြီးပြောဘူးတယ်ဘုန်းကြီးခေါင်းမှာစိတ်ထားတာဒီကိုယ်တန်ချုပ်ထားတာတခြားမဟုတ်ဘူးညောင်းမှာဓမ္မယုံတိုးချက်ဆောင်တဲ့ကပြန်လက်သမားကနေပြီးအပေါ်ကအမှုမိုးပြီးဆိုပြီးအပေါ်ကလှမ်းပြီးပြချလေးပေတော့ချက်ကြီးကိုရှစ်ပေကိုနှစ်ပိုင်းပိုင်းပြီးတပေကိုလေးပေသုံးပေလေးပေကတော့မိုးထားပြီးနောက်ကျန်လေးပေကိုလှမ်းပြီးခေါင်းက15တော်လောက်မြင်တယ်လှမ်းပြီးတော့သူကအပြက်ဘုန်းကြီးကလည်းအဝင်းအမိုးအောက်ကိုလည်းဝင်းအဲ့ဒီကောင်ကအပေါ်လှမ်းပြီးပြက်ထားတယ်တဲ့ကြိချတာတော်မှပဲကြကြင်ကြမှာကြကြင်မှကြမှာတဲ့လမ်းကြီးကြကြမှာဒိုင်းတို့အကုသိုလ်ကံကအဲ့ဒီမှာအကျိုးပေးဖို့တဲ့ရှိတယ်သိတယ်ငါဒီနေ့အကျိုးပေးမယ်သေးပေါက်တန်ရုံဖြစ်မယ်ငါသိနေတယ်သိပန်လက်ကတတိကိုလက်ပေးရတာအဆောင်အောက်မဝင်ဘူးသိလို့သိလဲဆောင်းနေတဲ့ဓမ္မတိုးရှက်နေတယ်အဆောင်အောက်မဝင်တရားအထုတ်တဲ့ခါမှာမနေ့စောရက်စားတော့ပြီ10နာရီကျော်လောက်မှအဲ့ဒီတက်ကလိုင်ငူတွေကထွက်လာတော့ထွက်တဲ့အခါမှာအလုံးမြတ်အမြတ်ပေးဝေပြီးတဲ့အခါလက်ကိုရှည်နေတဲ့လက်ထက်ကသွေးနမိတ်ပြတယ်ဒိုင်းတို့သွေးဒီပန့်ထွက်တယ်သွေးနမိတ်ပြတယ်အော်ငါဒီသေပေါက်သားရင်ဖြစ်တော့မယ်အဆောက်အဦအောက်ငါမဝင်ဘူးငါဝေးနေမယ်7နာရီထိုးနေပြီနော်7နာရီထိုးဖို့မှ9မိနစ်တန်လိုတော့အဲ့ဒီချိန်မှာဒီတစ်ချက်တော့ပြီးပြီဖေရတဲ့သူကလည်းမိုးတယ်ပေါ့အင်္ဂါသွက်ချက်ဘယ်နှချက်ပိုသေးတယ်သွားကြည့်မယ်ကွာလက်ပေးရတာတတိကအကုသို့ဝင်ပေးရမယ်ရှိမလောက်မဝင်ဘူးအဆောင်အောက်ကိုလုံးဝမဝင်ဘူးလို့ဆုံးဖြတ်ရထပြညာတော့လဲအကုသို့ကံကဘာဖြစ်လာလဲစီမံပြီးအကျိုးပေးတဲ့ကြောင့်ဝင်ကိုဝင်ပေးရတယ်ကြည်စားဒိုင်းဆိုရင်ဖိလို့မနိုင်ဘူးသွေးတွေပန့်ထွက်တာပြီးထွက်တာအိုးမျက်မှန်တက်တဲ့မျက်မှန်ထဲမှာသွေးတွေအကုန်လုံးပြည့်သွားတာတော်သေးတာပေါ့လူတယောက်ကအမျိုးစစ်ဖို့လာတဲ့တစ်ခွက်ကနေကားနဲ့လာတော့အဲ့ဒါချက်ချင်းသူတို့ကားနဲ့မောင်းပြီးတော့ဆေးရုံပို့တယ်ကံဆိုးတာကဆေးရုံရောက်ပြန်တော့လည်းပဲဆရာဝန်တွေမရှိအကုသို့တခါတည်းလိုက်ပုံပြောတာတပည့်မလေးတယောက်နတ်ဆမလေးတယောက်ရှိတယ်အဲ့တပည့်မလေးကသူကသမီးလားမင်းကခွဲစိတ်ဒါဒီကတွေးတော့မြန်းနေတယ်တပည့်တော်မခွဲရဘူးကြောက်တယ်တဲ့ဆရာတော်မင်းဘာလို့ကြောက်လဲခွဲငါအနာမရှိဘာမှကြောက်နဲ့သမီးလားကဲငါထုံဆေးမထိုးနဲ့စပရိတ်တွေပါလို့မင်းအထုံဆေးမထိုးနဲ့ရိုးလေးကိုဒီတိုင်းခွဲဒီတိုင်းရှုပ်သူကလည်းကြောက်တာကိုတုံနဲ့တခါတည်းထိုးလိုက်ပြီးအကဒိုင်းနဲ့အောက်ဝင်သွားစိုက်ဘူးကဟေးပြန်ဖို့နင်းအောက်ဝင်သွားပြီအချုပ်ခိုင်းတဲ့ပုဂ္ဂိုလ်လှမ်းပြောနေတဲ့ဆရာဝန်ကဟိုမင်းအခေါင်းဝင်သွားပြီပြန်တော့သူတပည့်တော့ကြောက်လို့ခင်ဗျာတဲ့လန့်နေနောက်တဲ့လူတွေကဝိုင်းကြည့်နေကြဝိုင်းကြည့်တာတွေသူကိုယ်ကြောက်တယ်သူကငငယ်လေးရှိသေးတာကိုလည်းငယ်သေးတယ်ပြီးတော့ကျမ်းမိုက်ထားဝင်လာလဲတစ်နှစ်ကျော်2နှစ်တောင်မရှိသေးလားမသိဘူးအဲ့ဒါသူကတတိကလည်းမရှိသေးဘူးကအတင်းခွဲခိုင်းလို့အတင်းချုပ်ခိုင်းလို့ချုပ်ရတာသူခင်ဗျအဲ့တော့နောက်ဆုံးမှာချုပ်ရင်နဲ့တော့ပြီးသွားတာပေါ့လေလူကြီးက2ခါ3ခါလောက်ကိုအောက်ဖောက်သွားတာသူကပြန်ဖော်ဆရာတော်ကဘယ်လိုသိလဲငါခံရတာငါသိတာပေါ့ဟာခုခါတောင်းတယ်ဝင်တာပဲအထွေးလို့ဟိုမှာအယုတ်ထီတော့မယ်နေဥစ္စာပြန်ဖော်အပေါ်တင်ပြန်လို့အဲ့တော့မှသူကလည်းပြီးရောတို့ပြီးရီတော့သူကမျောနေတာသူလည်းဖတ်မျောသွားတာအဲ့တော့ဘုန်းကြီးဆိုလိုတာကအကုသို့လိုက်လာပြီဆိုပြင်လို့မရလိုက်ဟုတ်တယ်လားဘယ်တော့တရားအားထုတ်နေတာနော်တရားနဲ့နေလေးရှိတယ်တရားအားထုတ်အမြဲတော့ဒီဇိုင်းမတ်တဲ့နေလားငါချနေတဲ့ချက်တစ်ထပ်ဆောင်းနဲ့တစ်ထပ်ပဲစားတာခန္ဓာပိမင်းလေးအင်းတော့တက်စားပြီးဖြစ်တယ်လို့နေတာဖြစ်တယ်လို့နေဖြစ်တယ်လို့သွားဖြစ်တယ်လို့စားကြောက်မှအိတ်တက်ချင်သိမချိုတက်ပင်အောင်တက်ပင်ညမ်းမှာမြောက်ဦးကြောင်းမှာဆိုရင်သိကောင်းတဲ့တော်ရလေးတွေပဲနေတော့အဆင်ပြေတယ်စိတ်ငြိမ်မှုသိရအေးစီအဲ့လောက်ထိလွတ်ပြီးညားတော့လေဘာလို့နေဟိုတခါကြီးပြောကနာမငြင်းတဲ့ဒီမှာအကုသို့ဖြစ်တယ်မိမိရဲ့ကံတရားဆိုတာအချိန်မရွေးဖြစ်တတ်တယ်အကျိုးပေးတတ်တယ်နားလည်ပြီနော်အဝိဒာနီးလေးလားနာယီစိတ်တဲ့အချိန်မှာနော်အချိန်နာယီစိတ်ယဟန်ရဲ့လူရဲ့လို့ရွေးသလားတရားရှိတဲ့ပုဂ္ဂိုလ်မရှိတဲ့ပုဂ္ဂိုလ်မရွေးဘူးနော်ဘုန်းကြီးတို့လိုပုဂ္ဂိုလ်တာအရှင်မောက္ကလံမထေရမြတ်တောင်းမှာကိုသား900တက်ခံရသေးတာ
ယဟန္တာမထေကြီးဒါဂရုကံကြီးဘာကံလို့ခေါ်ပါလိဂရုကံကြီးဂရုကံအမေဖေတတ်တဲ့ကံပြင်ဆင်နေတဲ့ကံဂရုကံကြီးကယဟန္တာဖြစ်တော်မှခံပေးရတာကြည့်ဘဝမှာလူမိုက်ကြီးဖြစ်ခဲ့တဲ့ဘဝဟုတ်တယ်လားဘုရားမေတ္တာမိဘဒီပေါ်မှာဆောကားခဲ့တဲ့အကုသိုလ်ကံဒီအဲ့ဒါလောက်ဒီအကုသိုလ်ဂရုကံကြီးဟာဘယ်ရှင်ဖြစ်ကျူပေးတတ်တယ်ယဟန္တာဖြစ်တဲ့ဘဝတိုင်အောင်ထိအကုသိုလ်ကအကျိုးပေးတယ်ကုသိုလ်တတ္တိကတော့ယဟန္တာဖြစ်နေပြီးကံတရားကတော့ဂရုကံကြီးကတော့နှိစ္စတာပဲတဲ့ဓမ္မတို့ရဲ့ဒါကြောင့်အရာတိုင်းမှာကံမဟုတ်ခင်ညာဥထားရမယ်မိမိဘုန်းကြီးတို့တရားဓမ္မတွေအတိတ်ကပြုတဲ့ကံတွေအများအားရှိနေအကျိုးပေးဖို့အတွက်အများအားရှိမှရောက်နေတယ်ဟုတ်ကဲ့လားဒီဝိပဿနာဉာဏ်လေးတွေရှိထားနေပါမှဘဝအတွက်အနည်းငယ်တက်တာရမရမရှင်းမတွေ့မရှင်းအတိတို့မပေါ်မရှင်းကွာလှုပ်ထားနိုင်ပါမှဘဝအတွက်တက်တာရသွားမှာအဲ့ဒါလို့မဟုတ်ဘူးလို့ဆိုရင်လာလိမ့်မယ်အန္တရာယ်ဟုတ်ကဲ့လားမဆုံးသေးဘူးခဏလေးပြန်ချုပ်ထက်ရောက်တော့ဟိုကအဲ့ဒီမဆုံးသေးဘူးဇလန်းလေးကဇလန်းဆိုတော့ပုံအောင်ဆုံးကိုပြောမှဖြစ်မယ်မို့တပိုင်းတက်လာကြီးဘုရားရဲ့တခါတည်းတရားဟောတာဆရာတော်တရားဟောလို့ကောင်းတော့မှဘုရားပြတ်တောက်ပြီးနောက်တနေ့ရောက်သွားလို့တပည့်တော်တို့အဲ့ပြန်ပြောပါဦးသုတ္တန်တကူဟောရင်ဟောနဲ့ဘယ်နေရာရောက်သွားလို့ပါဘုရားဆရာတော်အဲ့ဒါပြန်ဟောပါဦးတနေ့ကဟိုတရုတ်ပြည်ကသီလရှင်ဆရာမဆရာကြီးဒီဘက်မှလေးဟိုစာအုပ်ထုတ်ဖို့အတွက်သူလုပ်နေရဘုန်းကြီးတရုတ်မှာဟောခဲ့တဲ့တရားလေးကိုဆရာတော်တရားဟောတဲ့ကဘယ်နေရာကြံလိုက်တယ်နော်အဲ့ဒါတပည့်တော်ကဘုန်းကြီးဆရာတော်ကပြောတာကလေးဖို့လို့ပြောတယ်အခုနှစ်ခုပဲဟောပြီးနောက်နှစ်ခုကြံလိုက်တယ်အဲ့ဒါပြန်ရေးပေးအောင်ဟုတ်ပြီအဲ့ဒါလို့ခန္တရားဒီရောက်တော့ဘုန်းကြီးကသူရုံးခန်းထဲမှာနေရတာပေါ့လေအေးစစ်ထားတော့ထားပါဒါပေမဲ့သူထုတ်လာတယောက်တစ်ဖွဲ့ထုတ်လာပြီးတိလာဒီဘုန်းကြီးကိုမေးတယ်ပေါ့မသိဘူးတဲ့စိတ်ကတော့မှတ်တော်သေးတာပေါ့အခုသူကနည်းနေတယ်နောက်တစ်ယောက်ခေါ်လာပြီဒီဘုန်းကြီးသိလားမသိဘူးတဲ့သူကကြည့်တယ်ကြည်ပါအောင်ကြည်တာအနာကကြည်ပါအောင်မသိဘူးတဲ့လူပေါင်း9ယောက်10ယောက်လောက်လာပြမသိဘူးတော်သေးတာသိမြသိပြီဆိုရင်တော့ဒီလောက်ဆိုရင်အေးဆေးပါပဲကံတရားဆိုတာဘုန်းကြီးဆိုလိုတာကအကုသိုလ်ကံကြီးများအတိတ်ကရှိခဲ့မယ်ဆိုရင်သိပါတယ်ဆိုသွားပြီဟုတ်တယ်လားကိုကပစ္စုပန်မှာဘာပဲမလုပ်ရင်မလုပ်ညာတော့လည်းပဲအတိတ်ကလုပ်တဲ့အကုသိုလ်ကံကြီးကြီးမားနေမယ်ဆိုရင်ဟုတ်တယ်ဒီကိုတော့အတူတူပဲလို့ပြောလိုက်လို့ရှိရင်ပါပြီထောင်နှံဆိုင်ရမှာအဲ့တော့ပြောလို့မရတော့မရှိဘူးဆိုတော့ဘုန်းကြီးနဲ့ဘာမှမလို့သူကရဲတယောက်နှစ်ယောက်ရှိတယ်အနားမှာဘာဟောပြောနေကြအပြင်တစ်ဖက်ကအနားမှာပုံကြည့်တော့ည7 နာရီလောက်ရှိပြီဖုံးစတကဖုံးဆက်ရှင်တယ်ဘယ်သူချက်မှလဲဗျာပါတိဥက္ကရာစီဖုံးဆက်နေတော့ဘုံမှုကြောင့်မဟုတ်ဖုံးဆက်ကိုတကားကြီးဖုံးဆက်လို့ရှင်ပြမဆက်ပါနဲ့ဘာကိစ္စဟိုတုတ်ဒီရောက်တဲ့အကြောင်းသတင်းပေးမလို့ပါရှင်မြအဲ့လိုသတင်းပေးလို့မရဘူးထင်တယ်အဲ့ဒါပြောရင်းဆိုရင်တိုင်းဆိုဒူးတိုင်းမှုရောက်လာတော့သိတာပေါ့ဘုန်းကြီးကိုသိတော့ဟာဥစဉ်ဘယ်လိုဖြစ်လာလဲခက်တာအလဲရောက်နေတဲ့တကားကြီးတို့ဒီကိုဟာဥစဉ်နဲ့နောက်ပြန်ပြီမနောက်ဘူးသူအာဟုတို့လေးရဲ့နည်းနည်းအကျိုးပေးနေတဲ့တကားကြီးရဲ့အဲ့ဒါဘုန်းနေတယ်မင်းကဒီဘုန်းကြီးဘာလို့အကလုံးနဲ့တရားအထုနဲ့ကိုတော့ဘာဖြစ်နေတဲ့ကိုတော့ဟုံနေမှုနဲ့ပြောလိုက်တော့ချင်းပို့ခိုင်းတော့မှ7 နာရီကျော်သွားတနာရီထိုးကနေမှကြောင်းပြန်ရောက်တာဟုတ်တယ်လားအဲ့ဒီမှာ4 နာရီ5 နာရီလောက်ကိုအာဟုတို့ဝင်သွားသေးတယ်သို့တော့အာဟုတုကံကြီးကအလွန်မကြည့်ကြဲခဲ့လို့ဟုတ်တယ်လားအာဟုတုသောအာဟုတုဖြစ်ခဲ့တဲ့သို့တော့ကြီးလေးသောအာဟုတုကံကြီးမရှိပေါ့ပါသောအာဟုတုကံမို့လို့ကိုเจ้าကိုပြန်ပြီးတော့ကိုတရားအထုတ်ခွင့်ရတာဟုတ်ကဲ့လားတကယ်လို့အချို့ပုဂ္ဂိုလ်တွေအခုမြန်မာနိုင်ငံသားတွေရောက်ထိုင်းနိုင်ငံမှာတေတမိတ်ကြတာတေတံပိခံတယ်သူဘာမှမလုပ်ဘူးဘုန်းကြီးကုံကတိနဲ့မှသွားကြည့်ပါသိတာအဲ့ဒီဆိုတဲ့ဌာနမှာတရားစခန်းဖွင့်တော့မှသိလာတာတဏှာဘုံအကုသိုလ်ကြွေးတွေဒီကောင်လေးတွေအတိတ်ကအကုသိုလ်ကံနေလိုက်နေတာသူကစကပြန်ကသူ့ကိုအတင်းပြောခိုင်းတာမင်းကြထောင်ကြတနေ့နဲ့ကြမင်းလို့မင်းဟုတ်တယ်လို့ပြောလိုက်တတ်တယ်လို့ပြောလိုက်ကြီးလို့ပြောခိုင်းတာစကပြန်ကလည်းမြန်မာအဲ့ဒီမြန်မာစကပြန်ဘာဖြစ်သွားလဲဆိုတော့စိတ်ဖောက်ပြီးတော့တင်တော်သွားချကိုယ့်ကိုမနေမရဖြစ်သွား
အဲ့လိုပြောမိတဲ့ခါကျသိမင်းပြတဲ့တော့သူကစိတ်ထဲမှာအတိုင်းဝိုင်းနေကပြောပြီးတော့မင်းဘာလို့ပြောရလဲမင်းဘာလို့ပြောခိုင်းလဲမင်းဘာလို့ခိုင်းလဲအဲ့တော့တရားဓမ္မတို့ကြည်စမ်းလောကအရာတိုင်းမှာပေါ့နော်ကံတရားဆိုတာပျော်စရာလားကြောက်စရာလားဘယ်တော့မှလို့လာတဲ့ကံဒီတန်တရာလာဇန်တိကဤချင်းရှိကြိုးစားလာတဲ့အကုသိုလ်ကံတို့သည်ဘာဖြစ်လိမ့်မလဲလောလောဆယ်သူတို့အကျိုးပေးနေသို့တော့သေချင်းသေးမဲ့လွတ်ရှင်လွတ်လာမယ်သူကကံတရားကပြောလို့မရသေးဘူးလေမလောက်တာတော့မှန်တယ်သူတို့မလိမ္မို့မလိမ္မာကောင်းလေး2ယောက်ကကြောင်းလေးနဲ့သွားပြီးအဲ့သို့တော့သူတို့ကံကြီးသူတို့ကလည်းအဲ့ဒါဟိုပေါ်လေးဟိုအရက်ဝယ်ဖို့သွားတဲ့ကောင်သူတယောက်ဝယ်ခိုင်းတယ်အရက်ဝယ်ဖို့သွားတဲ့အချိန်မှာအဲ့တက်ဆင်သွားတယ်အဲ့ဒါတက်ဆင်သွားတာတထာတယောက်ခန္ဓာတယောက်ဘာကံအကုသိုလ်ကံနားလည်ပြီနော်အေးဒါကြောင့်ကံတရားဆိုတာတရားဓမ္မတွေမျက်နှာမလိုက်ဘူးနော်အချိန်စေ့တဲ့အခါမှာနာယီစေ့တဲ့အခါမှာလုံးမလုံးပြစ္စုပန်မှာကျွလွန်လို့မကျွလွန်လို့ခံပေးရမယ်ဘလောက်ကြောက်စရာကောင်းလဲကြည့်လူမပြီးအသက်ခံရတဲ့ပုဂ္ဂိုလ်တပုံရှိသေးတယ်နားလည်ပြီနော်သူဘာမှမလုပ်ဘူးမောင်တဲ့တခုသွားရင်းနဲ့လူမပြီးနောက်တစ်ယောက်စောင့်နေတာတရားတတ်ဖို့အတွက်တယောက်ကိုစောင့်နေတာတတ်ဖို့အတွက်စောင့်နေတာဒါပေမဲ့နောက်တစ်ယောက်ကအဲ့ဒီနေ့မှတငယ်ချင်းစီကိုသွားရောမောင်လေးသွားတော့ဒိုင်းတူလူမတတ်လို့တေးပြီးတော့မှကြည့်လိုက်တော့မဟုတ်တော့ကဲသွားပြီပါတရားအကုသိုလ်ကံဘာကံပါလိပျော်စရာလားကြောက်စရာလားဒါကြောင့်မလို့တူသောအကျိုးပေးတတ်တယ်အကုသိုလ်တို့မိနဲ့ဘဝတန်တရာမှာဘယ်ရှင်ကြီးအကျိုးပေးသွားတတ်တယ်ယန္တာဖြစ်ပြီးဘဝတိုင်းအောင်ဒါကြောင့်မလို့အကုသိုလ်တွေနေတယ်မကနေအောင်ဆောင်ကျင်ရမယ်ညာလည်းပြီနော်ကုသိုလ်တရားလေးတွေပြည့်ဝထားတဲ့ပုဂ္ဂိုလ်မှန်သမျှတို့ဒီသက်တာရရတယ်ဟုတ်ကဲ့လားဒါကြောင့်ဒီဘဝမှာရအောင်လို့တရားတိမပေါ်အောင်လို့တရားဓမ္မတွေအကုသိုလ်တွေရှိနေတယ်နော်အကျိုးပေးဖို့တည်းရှိမှရှိနေတယ်အဲ့ဒီရှိမြောက်ကအဟောတိကံဖြစ်သွားဖို့ဆိုရင်ပြီးပြီအပယ်လေးပုံရောက်မဲ့အကုသိုလ်ကံကြီးအကျိုးပေးခွင့်မရအောင်အရိယာသူတော်ကောင်းတဲ့ခန္ဓာကိုယ်ထဲမှာကင်းခွင့်ရသွားပြီဆိုရင်အပယ်လေးပုံမဲ့အကုသိုလ်ကံကြီးအဟောတိကံဖြစ်အကျိုးမပေးအကျိုးပေးခွင့်မရတော့ဘာတွေတွတ်ထွက်ထားခဲ့တယ်မေးရင်ဆွဲလန်းခြင်းအာယုဥပဒဟုတ်တယ်နော်မှားယွင်းသောအတွေ့ခေါ်ကြံစည်တွေကိုဖြစ်စည်းနိုင်ခဲ့လို့ဟုတ်ပြီမြတ်စွာဘုရားပြောပြရန်တို့တဲ့ရုပ်တည်တင်တို့ရဲ့ဥစ္စာမဟုတ်ဘူးကြီးမိမိနဲ့ခန္ဓာကိုယ်နဲ့နှီးစပ်တဲ့ပစ္စည်းဥစ္စာကအစခန္ဓာဘွားတွေကအစကိုပိုင်သလားကိုဥစ္စာဟုတ်လားမိမိပိုင်ဆိုင်သောအရာဝတ္ထုဟုတ်သလားကံပေးထားလို့ခတ္တခဏသားနဲ့အမိညီနဲ့အကုန်မောင်နဲ့နှမဇနီးမယားသမီးသားခတ္တခဏစုံစည်းနေကြပစ္စည်းဥစ္စာတွေခက်စားဖို့တောက်ဖို့နေဖို့ထိုင်ဖို့ခတ္တခဏလေးရှိနေတာတနေ့ကျရင်အကုန်လမ်းခွဲမယ်နားလည်ပြီနော်အားလုံးပြစ်ထားကြရမယ်ဘာတစ်ခုမှကိုယ်နောက်ကမလိုက်ဘူးနော်ဒါလေးတွေပြီးထားဒါကိုဖယားရှင်ကရူပံဘိက္ခုနတ္တမကတံပဇာထအဲ့ဒီရုပ်ပိုင်းဆိုင်ရာတွေခန္ဓာနဲ့နှိစက်တဲ့ခန္ဓာဘွားတွေပစ္စည်းဥစ္စာဂုဏနာကအစရာထုကအစမမြဲဘူးသင်တို့ဥစ္စာမဟုတ်ဘူးသင်တို့ပိုင်ဆိုင်သောအရာဝတ္ထုမဟုတ်ဘူးဆိုတာကိုဒီအစွဲလေးကိုပယ်စွန့်ကြဘာကိုပယ်ခိုင်းတယ်အစွဲဒီရတဲ့မှာမစွဲနဲ့ဘဝမှာလည်းငါဒီဥစ္စာငါဟာမစွဲနဲ့အကြောင်းညင်ညွှန်းလို့ရှိရင်ကိုယ်နာကိုရောက်လာမယ်မညင်ညွှန်းလို့ရှိရင်ကိုယ်နာမရောက်ကိုယ်သုံးဆွဲခွင့်မရဘူးသုံးဆွဲခွင့်မရဗလားဆိုပြီးတော့ဟုန်နိုင်ဘုန်းနဲ့ကြောက်ဒေါသအာဃာတတွေမထားနဲ့ဟုတ်တယ်နော်တနည်းပြောတဲ့ကြားလိုက်ပါသေးတယ်အကိုလုပ်တဲ့ပုဂ္ဂိုလ်ကညီလုပ်တဲ့ပုဂ္ဂိုလ်စီးပွားရေးလုပ်ငန်းမှာမြတ်ညီကအများကြီးအောင်မြင်နေရမလားဆိုပြီးတော့အကိုကညီကိုတတ်ခိုင်းလိုက်နော်တတ်ခိုင်းလိုက်တဲ့ခါမှာတတ်ခိုင်းတဲ့ပုဂ္ဂိုလ်ကပထမပိတ်ဆံပေးတဲ့တယောက်တည်းသူကတယောက်တည်းမတတ်ရဲဘူးနောက်တစ်ယောက်ဖို့ခေါ်တယ်ကဲကွာမင်းလည်းငါတယောက်ငါပိတ်10သိန်းရလာတယ်ငါဒီကောင်သွားတတ်ရမယ်မင်းလည်းငါတယောက်တော့ပဲယူမယ်ဟာငါမယူဘူးငါမတတ်ဘူးငါတငယ်ချင်းငငယ်လေးကငါအတူနေကမတတ်ဘူးလားပေါက်ကြပြီးတော့ဟိုကောင်စီသွားပြောရောဟိုကောင်ကမတတ်ဘူးဆိုထွက်ပြေးပြီးတော့တငယ်ချင်းသွားပြောမင်းသတိထားနေကွာသူတ
အဲ့တော့သူကတတိလေးနည်းနည်းလေးထားရတဲ့ကတပ်ဖို့လာစောင့်နေတယ်ဘယ်နဲ့စောင့်နေပြီသူကစောင့်နေသူကနည်းနည်းလေးခြံလေးတစ်ခုအရိပ်ကြဒိုင်းဆိုသူထွက်ပြတယ်လှမ်းပြီးတော့ပြည့်တော့ရှည်တန်းလေးတစ်ချမ်းရှည်တန်းတစ်ချောင်းပြတ်ထွက်ကြတယ်ဒါနဲ့လိုက်ခုတ်တာနော်သူ့အတွက်ကခြေတန်းတစ်ချောင်းမပြတ်သွားတာနော်ထွက်ပြီးလွတ်သွားတယ်တော့ဒိုင်းဆိုသူ့ကန်တွေကလွတ်သွားတဲ့အခါမှာရှိမှခဏလေးတည်းမှာရဲတွေနဲ့သွားတွေ့တာกินတဲ့အရှင်အဲ့ဒီရဲတွေနဲ့ခေါ်ကျွန်တော်ဒီလိုဖြစ်တယ်တိုင်းတော့ဖမ်းပြီးဘာဖြစ်လဲဘာဖြစ်လဲကဲကြည်စမ်းပါဦးဘာမဟုတ်တဲ့တနက်စာလေးနဲ့နော်တဘဝတနက်စာကလေးနဲ့ရံညိုးတွေဖွဲပြီးတော့တတ်ဖို့ဖြတ်ဖို့ဒီဖြစ်သွားတာကဲဒီကရမပြောစရာကြောက်စရာလားညီကိုရင်းတောင်မှရံသူလိုဖြစ်တာနော်စီးပွားရေးနဲ့ပတ်သက်လာလို့ရှိညီနဲ့အကောင်မောင်နဲ့နမသားနဲ့မိတောင်မှယုံတက်ကနေပြဿနာဖြစ်ကုန်ကြတာတနက်စာကလေးကိုအကြောင်းရင်းခံပြီးတော့ကဲတန်တရာအတက်အကုသိုလ်ကြီးမယူသွားဘူးလားဒီအကုသိုလ်ကံကြီးညာသူပြုတ်လို့တဲ့အကုသိုလ်တွေကသူ့အတွက်လာလိမ့်မယ်ဟုတ်ကဲ့လားဒီအကုသိုလ်ကံတွေသူ့ကိုကျိုးကောင်းကျိုးပေးမှလားဆွကျိုးပေးမှလားဘာဖြစ်လို့ဆွဲလန်းခြင်းဥပဒံကြောင့်နော်ငါဆွဲငါဆိုနေရတယ်ငါလုံးချင်တယ်မာနတရားတွေမာနအိတ်တမစ္စယဥပဒံအာယုန်တွေတဏှာဥပဒံကံနားလိုက်ပြီနော်သမုဒိယသစ္စာတက်ကနှောင်းမိုးလိုက်ပြီဆိုလောကကြီးအမှောင်ကျသွားတဲ့နော်လောကကြီးအမှောင်ကျသွားတဲ့အဲ့ဒီအမှောင်နယ်ပယ်တွေကိုကိုကအလင်းကိုပြန်ဆွဲထည့်ဖို့ဆိုတာမလွယ်ဘူးဗျာတရားရှိထားပါမှတရားသိသိရှိထားပါမှနားလိုက်ပြီနော်ကုသိုလ်တရားတွေပြေဝထားတဲ့ပုဂ္ဂိုလ်ဟာယဟန်ဖြစ်ဖြစ်လူဖြစ်ဖြစ်ဘဝတက်တာရမရဒီနေ့ဘုန်းကြီးတို့တရားဓမ္မတွေဘုန်းကြီးတို့ကံနဲ့အကျိုးပေးနဲ့ဉာဏ်နဲ့အကျိုးပေးဟောနေတာနော်အဲ့ဒီပေါ်မှာဆွဲရင်းနဲ့အစွဲအာယုံကိုဘာလို့ဖို့အတွက်ဖြစ်စည်းနိုင်ဖို့အတွက်ဟုတ်တယ်လားနတုမကံဘိကဝေရူပံနပဇဟထဒီရုပ်ပေါ်မှာဆွဲလန်းတဲ့အာယုံမှန်တယ်မြတ်တွေကိုပယ်ဆွမ်းကြကုန်လားဝေဒနာသင်ညာသင်္ကာရဝိညာဉ်ခန္ဓာ၅ပါးပေါ်မှာဆွဲညီတဲ့အာယုံအစွဲအာယုံကလေးကိုပယ်ဆွမ်းကြခန္ဓာကိုပယ်ခိုင်းတာမဟုတ်ဘူးစိတ်ဆွဲအမှားဆွဲငါဆွဲမာနဆွဲဒိဋ္ဌိဆွဲဟုတ်တယ်လားခန္ဓာကိုဆွဲနေခန္ဓာဆွဲရုပ်ဆွဲနာမ်ဆွဲအဲ့ဒီအစွဲဥပဒံအာယုံကိုဘာလို့ခင်းနေဘုရားကပယ်ဆွမ်းကြဥပမာလေးတဲ့ဥပမာပြောပြန်ကွာတဲ့ဇေရွန်ကျောင်းထဲမှာမနေ့လိုလင်းလာမိုးလင်းလာတဲ့ကလူတွေသက်ပင်တွေချိတော့သေရွယ်တီရောသက်ပင်တွေရောသက်ကန်လေးတော့လူတွေအများကြီးကြနေတာကွာလူတွေလာပြီးတော့သေရွယ်တီကောက်ကြတယ်သက်ခက်တွေကိုချိုးရယူကြတယ်တချို့နေရာမီးချိုးထားခဲ့တယ်အဲ့တော့ချို့မီးချိုးတယ်ပုံနဲ့ယူသွားကြတာသင်တို့မြင်ရသည်ရှိတော့သေရွယ်သေးဖို့ဒီအပုံလိုက်ဘုရားမီးချိုးထားတာမြင်တော့ရန်တို့တဲ့သင်တို့စိတ်ထဲမှာဩသေရွယ်သက်ကိုင်းနေတဲ့ဖို့တွေအလုံးမီးချိုးငါတို့ကြားတယ်တနေ့ကုန်ဒီလိုမီးချိုးခံရမှာငါတို့လည်းသူတို့မီးချိုးမှာလားငါတို့လည်းသူတို့လာပြီးဖမ်းဆီးပြီးတော့မီးချိုးတော့မှာလားလို့သင်တို့စိတ်ထဲမှာရှိသလားမရှိပါဗျာရန်တော်တွေကဘာဖြစ်လို့မရှိတာလဲကိုယ်နဲ့မဆန်လို့ဟုတ်တယ်လားသက်ကိုင်းတို့သက်ရွယ်တို့သက်ကိုင်းတို့သက်စာတို့သည်မီးချိုးချိုးဘာလို့ကိုယ်နဲ့ဆိုင်သလားသူတို့ကတန်းချင်တော့သူတို့မီးချိုးနေကြလို့နေကြကိုကအဲ့ဒီမီးချိုးတာကိုဓာရီကိုင်းပြီးယူဆောင်ပြီးတော့မီးချိုးလိုက်တဲ့တွေ့တာကြောင့်ငါတို့ကလည်းဒီလိုမီးချိုးအောင်လာတော့မလားဖမ်းတော့မလားလို့ဆွဲเสียရှိလားအဲ့ဒါလိုပဲတဲ့ရုပ်ပေါ်မှာတော့မဆွဲနဲ့ဟုတ်တယ်လားမိမိနဲ့ခန္ဓာနဲ့ခန္ဓာဘားတွေပေါ်မှာဆွဲလန်းခြင်းအာယုန်တွေကိုမကန့်ကြီးနေနဲ့ကန့်ကြီးတဲ့အချိန်ဒီရင်မောရတဲ့ကန့်ကြီးတဲ့အချိန်ဒီဒါကြောင့်စိတ်ဟာကမ္မထံအာယုန်တို့ဖြင့်ပေါင်းစည်းထားနိုင်မှစိတ်သက်သာရမယ်နော်မဟုတ်ရင်တော့တရားဓမ္မတို့တို့အကုသိုလ်တွေအများကြီးရှိတယ်ဗျာအတိတ်ဘဝပေါ်မြောင်များစွာကြိုးစားလာအကုသိုလ်ကံတွေပြောခဲ့ပြီးလူမကြီးတခိုးဓမြတွေအများကြီးဖြစ်ခဲ့ပြီးသူတို့ဘာပစ္စည်းဥသာခိုးခဲ့တဲ့ဓမြတွေအများကြီးဖြစ်ခဲ့ဘဝတွေတခိုးဓမြတွေလူတတ်သမားတွေအများကြီးဖြစ်ခဲ့ပြီးဘုရားမတိတရားမသံဃာမတိဘဝအဲ့ဒီဘဝတော့ပြုတဲ့အကုသိုလ်ကံတရားတို့သည်တချင်းချင်းမှပါဖြစ်တတ်တယ်အကျိုးပေးတတ်တယ်ဒီနေ့အကျိုးမပေးပေညာတချင်းချင်းမှအကျိုးပေးတတ်တယ်အကျိုးပေးခွင့်မရခြင်းမရသေးတဲ့ခါမှာထွက်ပြရမယ်နော်ဉာဏ်နဲ့ပြေးရမယ်ဘာနဲ့ပြေးရမလဲ
ပါဇက်နဲ့ပြည့်လို့ရောက်ပါမလားလင်းမြန်ပဲလင်းမြောပေါ့အပေါ်ခေါင်းရံမှာလင်းမြန်ကြီးပြန်ဝဲလို့ရမလားသင်္ဘောနဲ့နေလို့ရောကားပေါ်တဲ့နေလို့ရောယထာပေါ်တဲ့နေလို့ရောမရဘူးဗျာကံကအချင်းချင်းအကျိုးပေးမယ်အကျိုးမပေးခွင့်မရအောင်ခန္ဓာကိုယ်ပါရောက်ရမယ်ဉာဏ်ရောက်ပြီးတော့ဘာသစ္စာမြင်အောင်ကြည့်ဘာသစ္စာကိုပယ်တတ်နိုင်ဖို့ဘာသစ္စာဖမ်းမတတ်တဲ့ဘွားဘာသစ္စာဆိုင်လိမ့်မယ်ဒါကြောင့်တရားဆိုတာအဲ့ဒါလို့သစ္စာဆိုင်သွားပြီသစ္စာတရားတွေပေါ်သွားပြီအရိယာသူတော်ကောင်းမျိုးစည်းတွေခန္ဓာကိုယ်ထဲမှာကိန်းသွားတဲ့အခါမှာဆွဲเสียရှိတာရုပ်ကိုလည်းငါနဲ့မှမဆိုင်ပဲငါနဲ့မဆိုင်ငါမိုက်မဟုတ်ငါဥစ္စာမချီညီတမ္မာနေတော့တယ်နတ်မိတော့အတ္တငါဥစ္စာငါလိကဆိုတာငါလည်းမကြည့်ငါပိုင်ဆိုင်တော့ခန္ဓာလည်းမဟုတ်ဘူးငါနဲ့ဘာဆိုမပတ်သက်တဲ့ခန္ဓာကြီးသူ့သဘောသူဖြစ်ခြင်းနဲ့ဖြစ်နေမယ်ဖြစ်ခြင်းနဲ့ပြည့်နေမယ်အဲ့ဒါလို့ဒိဋ္ဌိထုတ်ထားရမယ်နားလည်ပြီနော်ဣဒံမမဣသောဣသောမြတ်တဲ့ငါဥစ္စာငါလိကဆွဲနေတယ်ငါပဲငါနာတယ်ငါကျင်တယ်ငါကြိုက်တယ်ငါတယ်ငါစိတ်ငါသားငါသမီးငါစိတ်ငါမဲငါဥစ္စာငါပစ္စည်းငါယာထုဆက်တဲ့မေမောလေးဘာမို့တနက်စာလေးကိုအကုန်လုံးအရှင်ခံရမယ်ဆိုရင်ဆွဲလန်းတဲ့ဥပါဒံကြောင့်ဥပါဒနာပစ္စည်းဘဝဥပါဒနာဘာဖြစ်မယ်ရုပ်ပေါ်မှာဆွဲလန်းခြင်းရုပ်ဥပါဒရူပပါဒနဲ့ခန္ဓာကြောင့်ဒုက္ခရောက်တယ်ဒါမြတ်စွာဘုရားပြင်စုပါဒနဲ့ခန္ဓာသုတ်တော်မှာဒီလိုဟောထားပြီးပြင်စုပါဒနဲ့ခန္ဓာသုတ်တန်ထဲမှာယန္တုရုပ်ပေါ်မှာဆွဲလန်းခြင်းတော့ပိမှန်ရလိမ့်မယ်ဝေဒနုပါဒနဲ့ခန္ဓာဝေဒနာခံစားတဲ့ဝေဒနာပေါ်မှာငါအဖြစ်နဲ့သိမ့်ပိုက်ထားရင်ရင်မောရတတ်တယ်မှတ်သားမှုသင်ညုပါဒနဲ့ခန္ဓာသင်ညာပေါ်မှာမှတ်သားအမှတ်မှားရင်ရင်မောရတတ်တယ်သင်္ခါရုပါဒနဲ့ခန္ဓာပြုပြင်နေရတဲ့သင်္ခါရပေါ်မှာငါအဖြစ်နဲ့သိမ့်ပိုက်ဆွဲနေလို့ရှိရင်မောရတတ်တယ်ဝိညာဉ်တို့ပါဒနဲ့ခန္ဓာဝိညာဉ်နဲ့ခန္ဓာသိမှုဝိပေါ်မှာဆွဲနေမယ်ဆိုရင်မောရတတ်တယ်ရုပ်ပေါ်မှာဝေဒနာသင်ညာသင်္ခါဝိညာဉ်ခန္ဓာ၅ပါးပေါ်မှာဆွဲလန်းစေတတ်တဲ့ဥပဒံအာယုံကိုဖြစ်စီကြဘုရားကဘာအာယုံဖြစ်စီခိုင်းလဲဒီနေ့ယောဂီတို့ဘာကိုဖြစ်စီရမလဲအစွဲလေးတစ်လုံးတော့အစွဲလဲပြုတ်အစွဲပြုတ်မှချမ်းသာရမယ်နော်ဘာပြုတ်မှခန္ဓာကိုယ်ကြီးငါဖြစ်နေဘယ်တော့မှမသိမ့်ပိုင်နဲ့ခန္ဓာဝါးဒီပေါ်မှာဘာတခုမှမသိမ့်ပိုင်နဲ့အရှင်မခံနဲ့အကြောင်းညင်ညဲလို့ကံလေးတွေအကြောင်းညင်ညဲလို့တွေ့ကြရတာဆုံညရတာကြုံကြရတာတနည်းကြရင်အကုန်ဘာဖြစ်သွားလိမ့်မယ်လမ်းခွဲသွားမယ်လမ်းခွဲသွားမယ်တချို့တောင်းလာတာကိုအောင်မင်းအောင်ဖြစ်ရပါလေမအိုးတော်မအိုးရသည်ကိုကွဲကုန်ပြီဟုတ်တယ်လားဖြစ်လျာပေါ့ကိုအောင်မင်းအောင်ပေါင်းရပါလို့ဖေတောင်းလိုက်ခဲ့တာဟုတ်တယ်ရတော့ရတွေ့တော့တွေ့ပါလေတို့တကြဘာဖြစ်ဒီဟာဟိုလေးနဲ့နှစ်နဲ့သုံးနဲ့နေလေရကွဲကွဲတချို့လပိုင်းနေလေကွဲသွားပြန်ပြီကံခွဲတာကိုကံခွဲရင်လွဲတယ်လေဟုတ်တယ်လားကံမျိုးစီမှမကောင်းပဲကိုလို့တဲ့ကံတရားကဒကာဓမ္မတွေအမဲကံဖြူကံရောရှိထားတာလေအကံရောရှိထားတာအမဲပြရောရှိတဲ့ကံဒီမှန်သမျှတို့ဒီကျင့်တန့်ရှင်းပါမလားတခါတည်းကောင်းတယ်လို့နဲ့မကောင်းတော့ဘူးရင်မောစရာတွေ့ရပြန်ရင်မောစရာတွေ့ပြီးတော့မြေပေါက်ကြီးကြားရပြန်တောင်းတိုင်းဆိုရင်အစိတ်တောက်ပြီးသိကျင်လောက်အောင်ဒီခံစားနေရပြန်ကဲလောကကြီးဟာကောင်းတယ်လို့နဲ့ချမ်းသာတယ်လို့နဲ့မချမ်းသာဘူးနော်အဲ့ဒီမချမ်းသာတာမရှိတာကိုမရှိမှသိရင်အစွဲမှန်တဲ့များကိုလက်မခံနဲ့လက်ခံမိရင်တော့ဘာဖြစ်လိမ့်မယ်အခုနည်းနည်းလေးကိုယ်ခန္ဓာတရားထိုင်တဲ့ကငါခန္ဓာကိုဆွဲကြည့်ပင်မမယ်သူခန္ဓာဆွဲကြည့်ပင်မမယ်ဒီအနည်းမှတရားထိုင်နေတဲ့သူကိုယ်တန်ငယ်ချင်းပေါင်းတဲ့ဘာဖြစ်နေပါအစဉ်ပြေးလားသွားဆွဲကြည့်ပင်မမယ်ဟုတ်တယ်လားတန်ငယ်ချင်းမှာခဏလေးစိတ်ကညှပ်ပြီးဆွဲကြည့်အဲ့ဒီမှာယင်နဲ့သွားချယင်မောသွားချဒါကြောင့်မလို့ဥပဒံဆိုတာဟာဘဝကိုဆင်းရဲစေတတ်တယ်ဆင်းရဲစေတတ်တဲ့ဒီအာယုံဘာလို့ခိုင်းရမလဲဖြစ်စီရမယ်ဘာလို့ရမယ်မိမိတဏ္ဍာဘာကိုဖြစ်စီရမှာလဲဆွဲလန်းတဲ့ဥပါဒတဏှာဖြင့်မာဆွဲမာဆွဲနဲ့ဆွဲလန်းတဲ့အာယုမှန်သမျှတွေကိုပယ်ဆွနိုင်ကြပါစေလို့မေတ္တာပို့ရင်ကဲအရှင်စေပြီးတော့ကြအောင်သို့